ชิมวันเชียงสาเตียนปุยด้วยอารมณ์จุกว่าสุดท้ายสแกนแอนจ้ามีเมียแต่เชียงส่งลงดอกมือแต่มียาวสุดท้ายกูอันนั้นมีแต่ในชิดต่อผ่าทารมีสอต่อพิยาตะเกอีขึ้นต่อพิยาอีวิพายานี่กาลามาแต่มีรู้ดีอีตนี้จามาอินเดียมาโครเชียแต่มียาวสุดท้ายกูโครพิยาดีตะเกเบแต่มีรู้อีเกติปันชิมชิดต่อขึ้นต่อพิยาอีว่าแมวเพยจะทิ้งสกากูจ้าไหนพูดอย่างด้วยแต่ไม่ยากสุดท้ายกูอินเดียมาครัวพิยาผู้สั่งก้าวมุ่งสอนเนี่ยผู้สั่งก้าวจีปีด้วยจ้ากูเลยจีสุดกูชิมมันบาร์กูรอเดี๋ยวกูเชื่อมาเลยแต่ไม่รู้ดีกูรอกูชิมมันเช่ยันเนี่ยสัตว์เดบิวมาชิมมันมาพิเดทุกด้วยจ้าอินเดียมาครัวชิมพิยาจอยเอาสูรมุบาแต่ไม่ดีเส้นลงดาเดมากูเลยแต่เชื่อน้องวิญญาณพิยาเก่งวัดจอมูเลยกูรอกูชิมมันเนี่ยขามาน้องแต่เต็มหัวไปเนี่ยตัวนั้นลงดามาลาเดชิมมันเช่พิเศษพูดอย่างด้วยกูรอพิยามาสากางจีปีนารมุบาอินเดียมากูรอกู100%เนี่ยปีเดวิญญาณพิยาติเลอินเดียมาจอยเอาสูรมุบาเอียมากูรอบงกูพิปีนารมุบาแต่เชื่อน้องก็คือมีอะไรติเลแต่ชาเลียแต่มีเนี่ยดูชิมมันเช่ยังกูเดสินายพูดอย่างด้วยมาสัตนารมุบาเช่นนายกูเลยรู้สักแค่อันนั้นเนี่ยขามาแต่ไปเราตลอดชีวิตคือตัวพิยามีนามาก็มีผิวเลยสักแค่อันนั้นไปพาทรมีสวดตัวพิยาตะเคนอาเมน
စဉ်ကိုပြန်လည်ရုပ်သိမ်းရအောင်မြင့်မြတ်တဲ့ရှင်သားသမီးရောက်စီကတစ်ဖက်တိုင်းမြတ်တာဖြစ်တော်မူသောဖာကိုရဲကျေးဇူးတော်ချီးမွမ်းနဲ့သားသမီးတို့ကိုယ်ကဲ့ခြင်းမှာကိုရောအဆမဆုံးကိုရောဒုပါရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တရှင်တော်ဝိညာဉ်တော်ဒီသားသမီးရဲ့ဒုပါရှိတဲ့အတွက်လည်းကိုရောကျေးဇူးတင်ပါတယ်ကိုရောလာမယ့်စီစဉ်တွေမှာလည်းကိုရောဒုပါရှိပေးပါတရှင်တော်ဝိညာဉ်တော်တရားရခဏတော့လှူရှားတဲ့သားသမီးတို့ပေါ်မှာကိုရောဒုပါရှိပေးပါကိုရောလာမယ့်စီစဉ်တော်ကိုလက်ထဲပဲအနန္တနဲ့ခါမှာတပါးရောသားသခင်ရှိခွင့်နာမယူတည်တာပဲဆုတောင်းတောင်းလျှောက်ပါပါဗျာအာမင်မင်္ဂလာပါပြရတာဝမ်းသာတယ်နော်နေ့ချီးမွမ်းချမ်းပြပေါင်းသွားတဲ့Jesus Amen Group ကိုအထူးကျေးဇူးတင်ပါတယ်ဖျားသခင်တာ၍အသုံးပြုပါစေကျမတို့ရဲ့ဒီအစီအစဉ်ကိုဆက်လက်ပြီးအစနဲ့အဆုံးဖျားသခင်အတူပါရှိဖို့ရန်အတွက်ဆရာမမူဆန်ပန်းကနေပြီးဆုတောင်းဆက်ကပ်ပေးမှာဖြစ်ပါတယ်ဆက်ကပ်ဆုတောင်းကြရအောင်မြတ်မြတ်တရှင်း၍သားသမီးရောက်စီတိုင်းကိုဖက်သက်မြတ်တာနဲ့ချစ်တော်ထာဝရဘုရားကိုရောကိုကျေးဇူးတင်တယ်ကိုရောတီကောင်းမြတ်တဲ့ဂိယူနာတော်တီအစင်မြတ်တီတော်ဘုရားဖြစ်တော်ကြောင့်ဂုဏ်ကျေးဇူးတော်အပေါင်းတို့ကိုချီးမွမ်းပါ၏နာနဲ့တိတိုင်နာနဲ့မှစ၍နေဝင်ဒီတိုင်အောင်ကိုရောဘုရားတရက်ပြတရက်ပို့ဆောင်တယ်ထို့ပို့ဆောင်တဲ့နေ့ရက်ကာလထဲမှာအတူရက်တီပါရှိပေးတဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်တယ်။ဘာပြကိသူတစ်ဖြစ်မှာဤလာသည် Christmas လာဖြစ်တယ်ကိုရောမွေးဖွားရနေ့ကိုရောကြီးမားသောစုကျေးဇူးလက်ဆောင်ကိုဒါတို့သမီးတို့လောကလူသားတွေအတွက်ပြင်ဆင်သောကာလဖြစ်သောကြောင့်ဝမ်းမြောက်လျက်ကျေးဇူးတော်ကိုချီးမွမ်းပါ၏သူတစ်ဖြစ်မှာယနေ့ကိုရောဖရာဒီမှာရှိသောကိုရောသားသမီးများကိုကိုရောချစ်ချင်းမေတ္တာရှိကြောင်းကိုရောဒီဘလောက်အထိသားရိသမီးတွေအတွက်ပြင်ဆင်လျက်ရှိကြောင်းဒီနေ့ဒီကာလလောကမှာရှိတဲ့ကာလသမကနောက်တမလွန်ဘဝကာလအချိပါကိုရောဖျားပြင်ဆင်ထားသောအရာများကိုသိစေလိုသောကြောင့်ဒီနေ့ကိုရောဖျားချင်းချက်လျက်ကိုရောရဲ့မွေးနေ့တော်မြတ်အကြောင်းရဲ့အတိတ်ပဲကိုတာ၍နဲ့နဲစေသောနဲ့စေချင်သောကြောင့်ကိုရောဖျားဤအရက်ကိုစုဝေးစေလျက်ဒါတို့သမီးတို့ကိုရောဖျားရဲ့မွေးနေ့တော်မြတ်ကိုကျင့်ပရသောအခွင့်ရတဲ့အတွက်ကြောင့်ယေရှုတော်ကိုချီးမွမ်းပါတယ်ကိုရောနာမတာ၍ထင်ရှားပါစေကိုရောဖျားဒီနေ့ဤအစီအစဉ်ကိုရောလက်တော်သူပဲအနံပါတယ်ချီးမွမ်းခြင်းတော်၎င်းပြတ်ဆက်များအားဖြင့်အင်္ဂလိပ်အမှုများတော်၎င်းတေးတရုပ်ဖော်များအားဖြင့်တော်၎င်းအကားများအားဖြင့်တော်၎င်းအားလုံးတို့ကိုသခင်ယေရှုခရစ်တော်ဤနာမတော်၌ကောင်းချီးပေးပါတယ်ကိုရောဘုရားဤရက်ကိုကိုရောဘုံနဲ့ပြည့်စေပါအရောက်ချင်းစီတိုင်းကိုတိုက်ရှင်းသောဝိညာဉ်တော်ဖရာရဲ့ဗိတ်သိက်ခြင်းနဲ့ပြည့်စေတော်မူပါဤရက်ကိုတိုက်ရှင်းသောကောင်းကင်တမန်များတက်ချက်ပေးတော်မူပါဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေလျက်ကိုရောဘုရားထံမှလာမဲ့နှုတ်ပတ်တော်ဒီလေအရောက်ချင်းစီတိုင်းရဲ့နှလုံးသားထဲမှာဘုရားသခင်ရဲ့မြတ်တာတော်ဘုရားသခင်ပြင်ဆင်ပေးသောအရာဘုရားသခင်ရဲ့လွတ်မြောက်ခြင်းတွေယေရှုရဲ့လွတ်မြောက်ခြင်းတွေတက်တာတိတိထဲမှာရရှိနိုင်ပါမိကြောင်းယေရှုနာမနဲ့ဝန်ခံလျက်ယေရှုတော်ကိုချီးမွမ်းပါတယ်အစီအစဉ်အားလုံးကိုရောလက်တော်သို့အနံ့ပါတယ်ဝိညာဉ်တော်ဖရာဥဆောင်ပေးပါစီစဉ်တစ်ခုချင်းစီတိုင်းမှာဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းအဖြစ်တကိုးပါသောစိတ်များနဲ့လှုပ်ဆောင်နိုင်ဖို့ရန်အတွက်ဗိတ်သိက်ပေးပါကိုရောဖရာအရာအားလုံးမှာကိုရောယေရှုတော်တသက်ပဲဖြစ်ပါတယ်ကိုရောယေရှုတော်မတပါအခြားအဘယ်အရာမှမရှိကြောင်းကိုဝန်ခံလျက်အသက်သခင်ကယ်တင်ပိုင်းရှင်ယေရှုခရစ်တော်ရဲ့နာမတော်၌ဆုတောင်းလျက်အစီအစဉ်ကိုကိုရောလက်တော်သို့ပဲအနံ့ပါတယ်ဖဖရာသခင်အာမင်တောင်းပေးသွားတယ်ဆရာမမိုးစပန်ကိုထူးချစ်တင်ပါတယ်ကျွန်တော်အခုချိန်မှာအစီအစဉ်မှာမိတ်ဆက်ကြီးအစီအစဉ်ကိုယင်ပြုချင်တယ်နော်ဆိုတော့ကျမတို့ဘယ်သူကိုယင်မိတ်ဆက်မလဲနော်ဆိုတော့ကျမတို့ဒီဥယျာဉ်တော်ကျေးရွာကနေရောက်ရှိလာတဲ့နော်လူကြီးတွေနော်ဆိုတော့သူတို့ကိုမိတ်ဆက်ပေးချင်ပါတယ်နော်ဆိုတော့လူကြီးနည်းနည်းရှိတ်လေးကိုနည်းနည်းကြွပေးလို့ရမလားကြွပေးပါโอเคလာပါဦးမင်းအောင်တို့ဦးဝင်းနိုင်တို့ဦးမောင်လာတို့နော်နည်းနည်းမိတ်ဆက်ပေးချင်တယ်ဒီအသင်းတော်မှာရှိတဲ့နော်မိသားစုတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ရောက်ရှိလာတဲ့လူကြီးတွေကိုအထူးကျေးဇူးတင်တယ်နော်ဒါကျမတို့ကိုချစ်လို့ပေါ့နော်ကျမတို့ကိုချစ်လို့မအားတဲ့ကြားကနေသူတို့ရောက်လာကြတဲ့အချိန်ပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်ကျမတို့အနေနဲ့ဒီမှာအသင်းတော်မှာကျမတို့မိသားစုနေရှိတယ်ပေါ့နော်ဆိုတော့အရင်ဆုံးမိတ်ဆက်ပေးပါလို့နော်ခုလိုကျွန်တော်တို့ဆရာမနှစ်စဉ်တဲ့တိုင်းနှစ်ပေါင်းများစွာလွယ်ခြေနေတွေမကောင်းတာကွဲကွာနေရလဲကြာပါပြီ
ကျွန်တော်ဥယျာဉ်တော်ကြီးရွာမှာအားလုံးကလေးတွေမတမဆန်းဆကျွန်တော်ဆရာမနဲ့ကျွန်တော်တို့တိုင်မယ်လှုပ်ပြီးတော့ခုလိုလေးကျွန်တော်တို့အတိတရားနဲ့ဖိတ်နှုတ်ဆက်ဖိတ်ကြားပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကကွဲကွာနေရလဲကြာနေပါပြီသူပဲကျေးဇူးတင်ပါတယ်အားလုံးကျွန်တော်နာမည်ဥယျာဉ်တော်ကြီးရွာဦးမဲအောင်ပါကျွန်တော်ဆရာမနဲ့လှုပ်ဖို့ကင်ဘက်ပါခုလိုပွဲမှာကျွန်တော်တရားရဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အော်တော့အထူးတလည်းပြောကြမလို့တော့ပါဘူးနော်ဆရာမတို့ကကိုမဲအောင်ပြောသွားသလိုပဲပေါ့နော်ဆရာမလည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ပါတယ်ကျွန်တော်နာမည်တော့ဦးဝင်းနိုင်ပါနာမည်ကြီးပြောလားကျွန်တော်ဝင်းတော်ကြီးကမှခင်မောင်လာပါလက်ခုပ်တီးပဲကျမတို့နော်ဒီနေ့တိုင်းတာဘုန်းကြီးတွေကမြစ်တာနော်ကျေးဇူးတင်တဲ့ကြထိုင်လေးရပြီကဲဆိုလူကြီးတွေဆိုတာကအင်မတန်မှအလုပ်များတယ်နော်ကျမတို့ကိုအချိန်ပေးတဲ့အတွက်ကျေးဇူးတင်တယ်နော်ပြီးတော့ဒီမှာဦးရင်တော်ကြီးရက်ကရောက်ရှိလာတဲ့ညီကိုမောင်နှမဦးလေးအတော်နော်သားရဲ့သမီးအားလုံးကိုလည်းအထူးကျေးဇူးတင်တယ်ဒီပွဲလေးဖို့နော်တက်ရောက်ပေးတဲ့အတွက်ဆိုတော့ကျမတို့အနေနဲ့ကျမတို့ဦးရင်တော်ကြည့်ရမှာဆိုရင်ကျမတို့ကဒီမိသားစုတစုကနေပြီးတော့ကျမတို့ဘာလုပ်လဲမြေကွက်လေးဝယ်ထားတာအားလုံးသိကြလားမသိဘူးအဲ့ဒီအတိကတော့အဲ့ဒီမှာဆိုကျမတို့ကခွင့်တောင်းတယ်ပေါ့နော်ဒီမြေကွက်လေးမှာအဆောက်လေးစောက်ပြီးရင်ကျမတို့ဦးရင်တော်ကြေးရွာမှာရှိနေကလေးသူငယ်တွေအတွက်ဖွံ့ဖြိုးရေးလုပ်ခွင့်ပေးပါလို့ပြောတော့ဒီဘက်ကမိသားစုကခွင့်ပြုတယ်နော်ဆိုတော့ကျမတို့နောက်ပိုင်းနော်ခုနဒီ state စင်မှာတွေ့တယ်မလားလူငယ်တွေတီးွားလေကျမတို့နောက်2နှစ်3နှစ်ဆိုဦးရင်တော်ကလေးတွေကိုယ်တိုင်တီးမှာနော်ဟုတ်လားဟုတ်တယ်လက်ထောင်တီးချင်တဲ့တွေလက်ထောင်ကြပါအောင်နော်ဆိုတော့ဦးရင်တော့ကလေးတွေကိုယ်တိုင်ကိုနော်ဖခင်ကကျမတို့အခွင့်ပေးရင်ကျမတို့ကစေတနာနဲ့လာရောက်ပြီးတော့သင်ကြားပေးမယ်နော်ဆိုတော့သင်ကြားပေးတဲ့ခါမှာကိုယ်တိုင်ဒီပွဲကိုဒီဦးရင်တော်ကလေးတွေပဲဥဆောင်မယ်အခုတော့မှဒီပွဲတစ်ဝက်ကိုဦးရင်တော်ကလေးတွေဥဆောင်ပါနော်ဒီပွဲတစ်ဝက်ကိုနောက်ဆိုရင်တော့ကျမတို့ကြေးရွာမှာသွားလို့ဖြစ်ခဲ့ရင်နော်ဆိုတော့ဒီတက်ပို့ပြီးတော့နော်ဒီကလေးတွေလည်းဥဆောင်မယ်ရွာလူကြီးတွေလည်းပါဝင်မယ်ဆိုအင်မတန်မှပျော်ရွှင်မကောင်းတဲ့ခရစ်စမတ်လေးဖြစ်မယ်နော်ဆိုတော့ဟုတ်ပြီကျမတို့အခုချိန်မှာဦးရင်တော်ကြေးရွာမှာရှိတဲ့အင်ဂျင်ပြူနဲ့အဖွဲ့ကနေပြီးတော့ဒီနေ့တို့ရဲ့အကလေးအပြည့်တင်ဆက်သွားမှာဖြစ်ပါတယ်လက်ခုပ်တီးပြီးကြိုဆိုရအောင်
Hello ဒီဆက်ပေးသွားတယ်သမီးငယ်များကိုထူးကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်အစီအစဉ်ဆောင်ရွက်တဲ့ပေးသွားတဲ့အတိုင်းတော့ကျွန်တော်တို့မှာတင်ဆက်အစီအစဉ်တွေရှိပါသေးတယ်နော်ဘိုက်စားပြီလားအစပဲရှိသေးရဲ့နော်ဟုတ်ပြီကျွန်တော်ဆက်လက်ပြီးတော့ Jesus Army အဖွဲ့ရဲ့တင်ဆက်ခြင်းကိုဆက်လက်ပြီးကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ခောက်တီးပြီးထပ်မံကြိုဆိုရအောင် Savior, I come, quiet my soul. Remember, redemption's here, where your blood was spilled for my ransom. Everything I once held dear, I counted all as lost. Lead me to the cross where your love poured out. Bring me to my knees, Lord, I lay me down. Rid me of myself, I belong to you. Lead me to the cross. You were as I, tempted and tried. You Word became flesh, bore my sin and death. Now you're risen. Everything I once held dear, I counted all as lost. Lead me to the cross where your love poured out. Bring me to my knees, Lord, I lay me down. Rid me of myself, I belong to you. Oh, lead me to the cross. To your heart, lead me to your heart, lead me to your heart, lead me to the cross where your love poured out. Bring me to my knees, Lord, I lay me down. Rid me of myself, I belong to you. Oh, lead me to the cross. The new has come. Now I have resurrection power living on the inside, Jesus. You have given us freedom.
ဆိုတော့တင်ဆက်ပေးသွားတယ်လူငယ်များအထူးကျေးဇူးတင်ပါတယ်ကျမတို့ကြည်သွားတဲ့အရာလေးကတကယ်ပဲဖခင်ရဲ့မေတ္တာကိုကျမတို့ခံစားလိမ့်မယ်နော်ကျမတို့လူသားတွေအပြည့်ရဲ့ဝဲကဲထဲမှာဘာဖြစ်သွားလဲလုံးဝယုံမထွက်နိုင်တော့တဲ့အခါမှာဘသူရဲ့မဆခြင်းလဲဆိုတော့ဖခင်ရဲ့မဆခြင်းဒီနေ့ကျမတို့အတွက်အကောင်းတကအကောင်းဆုံးခြင်းဖြစ်တယ်ဒီနေ့ဒီကျမတို့ဒီခရစ်စမတ်သတင်းကောင်းကိုဒီကျမတို့အပိုင်း၄ပိုင်းခွဲထားတယ်ပထမတစ်ပိုင်းကိုကျမတို့ဆရာကနေပြီးတော့ပြောပြမှာဖြစ်တယ်အဲဒီခါမှာမိတ်ဆွေတွေကတေးချနားထောင်မှာမေကွန်းလေးတွေမေးဖို့ရှိတယ်နော်ဆိုတော့ဒီခရစ်စမတ်သတင်းကောင်းမှာဒီနေ့ကျမတို့အတွက်ဖျားပြုခဲ့တဲ့အမှုကဘာလဲဆိုတာကိုဒီနေ့ဆရာကပြောပြမှာဖြစ်တယ်ဆိုတော့ကျမတေးချလေးနားထောင်ပြီးမေကွန်းမေးမှာဖြစ်တဲ့အတွက်နော်ဒီအသုံးတော်ခံမဲ့ဆရာကိုယေရှုတော်နဲ့ဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါဒီဘက်ရောမင်္ဂလာပါမင်္ဂလာပါပျော်ရွှင်ဝမ်းမြောက်ရဲ့လားဝမ်းမြောက်ပါတယ်နော်အစောနာကတင်ဆက်သွားတဲ့တေးတရုပ်ဖော်လေးကတော့နော်ကျွန်တော်တို့လူသားတွေကိုဘုရားသခင်ကဖြူစင်စွာဖန်ဆင်းထားပေမဲ့လေနော်ကျွန်တော်တို့လူသားတွေကမာနရဲ့ချင်အောင်ချင်းကြောင့်နော်တချို့ဆိုရင်တောက်စားမှုရဲ့မယုံထွက်နိုင်တာတွေရှိလားမရှိဘူးလားတချို့ကြတော့အလောင်းကစားတဲ့ကမယုံထွက်နိုင်တာတွေရောရှိလားမရှိဘူးလားတချို့ကြတော့ရံဖြစ်တယ်တောက်တယ်စားတယ်မူးတယ်နော်မိသားစုကိုဒုက္ခပေးတဲ့အထက်ကတကယ်တော့လှုပ်ချင်လို့တော့မဟုတ်ဘူးနော်ဒါတွေကမာနရဲ့ချင်အောင်ချင်းကြောင့်မလှုပ်ချင်ပဲနဲ့လုံမိတာဖြစ်သွားတာဒီနေ့အဲ့ဒီလွတ်ချင်းဆိုတာခရစ်စမတ်ပဲနော်ဒါကြောင့်မို့ဒီနေ့ခရစ်စမတ်ရဲ့သတင်ကောင်းလေးကိုကျွန်တော်တို့ပြောဖို့ဖြစ်ပါတယ်နော်အဲ့တော့ကျေးဇူးပြုရေးကျွန်တော်တို့ projector slide လေးထိုးပေးပါနော်ဒီခရစ်စမတ်ကကျွန်တော်တို့ဘယ်သူတွေအတွက်လဲနော်ကျွန်တော်တို့ကြည့်အောင်နော်ကဲဘယ်သူအတွက်တဲ့လဲလူတိုင်းအတွက်ကျွန်တော်တို့ပေးထားတဲ့အစီအစဉ်စာရွက်လေးထဲမှာပါတယ်ခရစ်စမတ်ကဘယ်သူအတွက်လဲကဲဒါဆိုရင်ဘယ်သူအတွက်လဲလူမလေးဘယ်သူလဲပြောကျမအတွက်ဘယ်သူအတွက်လဲဘယ်သူအတွက်လဲကျမကျွန်တော်အတွက်ကဲဒါဘယ်သူအတွက်လဲကဲဒါဆိုခရစ်စမတ်ကဘယ်သူအတွက်လဲတာအတွက်ခရစ်စမတ်ကဘယ်သူအတွက်လဲဟုတ်ပြီနော်ခရစ်စမတ်ကကရင်တွေအတွက်မဟုတ်ဘူးနော်ခါလေကျွန်တော်တို့ကဘယ်လိုထင်လဲဆိုတော့ခရစ်စမတ်ကကရင်တွေရဲ့ခရစ်ယာန်ဘာသာရေးပွဲလို့ထင်ကောင်းထင်လိမ့်မယ်နော်မဟုတ်ဘူးနော်ခရစ်စမတ်ကဘယ်သူအတွက်လဲကျမတို့အတွက်ကဲနာမည်လေးနဲ့ပြောကြည့်ပါဦးဘယ်သူအတွက်လဲသမီးအတွက်ဟာလေလုယာဖျားရှင်ဘုန်းကြီးပါစေနော်ကဲဒါဆိုသဘောပေါက်ပြီနော်ခရစ်စမတ်ကဘယ်သူအတွက်လဲဒါဆိုဒီနေ့ကျွန်တော်တို့လာပြီးတော့မှခရစ်စမတ်အစီအစဉ်ကိုလာတာဘယ်သူအတွက်လဲကျွန်တော်တို့ကျမတို့အားလုံးအတွက်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီခရစ်စမတ်အကြောင်းကိုကျွန်တော်တို့ကဘာအဖြစ်သိရလဲဆိုတော့နော်စလိုက်လေးတစ်ချက်လောက်ကြည့်အောင်နော်ဒုတိယစလိုက်လေးကကျွန်တော်တို့အဲ့ဒီခရစ်စမတ်ရဲ့အကြောင်းကိုဘာအဖြစ်သိရတာလဲတမန်ကျမ်းစာဘာအဖြစ်လဲတမန်ကျမ်းစာနော်ဒီမှာနော်ကျွန်တော်ပြမယ်တမန်ကျမ်းစာနော်တချို့ကဒီစာအုပ်ကိုခရိယန်ကျမ်းစာလို့ထင်ပြီးတော့မှကိုယ်နဲ့မဆိုင်ဘူးဆိုပြီးတော့မဖတ်တဲ့လူတွေရှိလားမရှိဘူးလားဒါပေမဲ့ဒီကျမ်းစာကတမန်ကျမ်းစာခရိယန်ကျမ်းစာမဟုတ်ဘူးလူတိုင်းရဲ့ကျမ်းစာပြန်ပြောကြည့်အောင်ဘယ်သူကျမ်းစာလဲလူတိုင်းကျမ်းစာကဲဒါဆိုရင်ဒီကျမ်းစာကဘယ်သူကျမ်းစာလဲပြောကြည့်ကျမ်းစာပါသမီးတို့ရဲ့ကျမ်းစာပါကဲဘယ်သူကျမ်းစာလဲသမီးတို့ရဲ့ကျမ်းစာဟုတ်တယ်ခရိယန်ကျမ်းစာမဟုတ်ပါဘူးเนาะခရိယန်ကျမ်းစာမဟုတ်ဘူးเนาะဆိုတော့တကယ်လို့ကျွန်တော်တို့ကအိမ်မှာစီကံတစ်ခုထုတ်ထားတယ်ဒီစီကံကိုကျွန်တော်တို့ကမလိုက်လျှောက်နိုင်ဘူးဆိုရင်နောက်တဲ့အိမ်ပြောင်းသွားလိုက်ရတယ်ရလားမရဘူးလားရတယ်ချို့နည်းတူပဲကျွန်တော်တို့တက်နေတဲ့ကျောင်းမှာစီကံထုတ်ထားတယ်ဒီစီကံကိုမကြရင်နောက်ကျောင်းပြောင်းလို့ရလားမရဘူးလားဒါပြောင်းလို့မရဘူးလားရတယ်နော်ဒီစီကံမကြရင်နောက်ကျောင်းကိုစီကံအစ်တစ်ခုပြောင်းလို့မရဘူးလားရတယ်ကဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်တို့ဒီနိုင်ငံမှာလည်းပဲဥပဒေတွေမရှိဘူးလားကဲမကြိုက်ဘူးဆိုရင်အနောက်တိုင်းနိုင်ငံမှာသွားနေလို့မရဘူးလားအချိန်တန်လို့ရှိရင်သူ့နိုင်ငံသားခံယူမရဘူးလားကဲရတယ်ဒါပေမဲ့ဒီတမန်ကျမ်းစာကတော့ခုနလူတိုင်းအတွက်လို့ပြောတာဖြစ်တဲ့အတွက်တမန်ကျမ်းစာအထဲကရေးထားတဲ့အကြောင်းအရာတစ်ခုစီသည်ဘယ်သူအတွက်လဲကျွန်တော်တို့ကျမတို့အတွက်ဘယ်သူအတွက်လဲဒါဆိုရင်ဒီတမန်ကျမ်းစာအထဲကရေးထားတဲ့အရာလေးတွေကိုမသိဘဲနဲ့ဒီလောကကြီးကကျွန်တော်တို့ထွက်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ရှုံးလားမရှုံးဘူးလားဟာဒီချက်ရှုံးတာဘာမှမရှိတော့ဘူးเนาะဒါကြောင့်မို့ဒီတမန်ကျမ်းစာသည်ခရိယန်ကျမ်းစာမဟုတ်ပါဘူးလို့ပြောချင်တယ်เนาะဘယ်သူကျမ်းစာလဲ
လူတိုင်းနဲ့ဆိုင်လားမဆိုင်လားအဲ့တော့ဒီကျမ်းစာအချဲကအရာကိုကျွန်တော်တို့သိဖို့မလိုဘူးလားဟုတ်ပြီအဲ့ဒါနောက်ဆက်လိုက်လေးကြည့်အောင်ဒီကျမ်းစာတွေကတစ်ချက်ကဘာပြောထားလဲနောက်တစ်ချက်နော်ဟုတ်ပြီကဲဖတ်ကြည့်ပါဦးဗါတဲ့လေလူချင်းတယောက်ကိုတယောက်ပြစ်မှားလေတရားသူကြီးစစ်ကြောစီရင်ရ၏တဲ့လူဒီထာဝရဘုရားကိုပြစ်မှားလေသူ့အတွက်အဘယ်သူတောင်းပန်မည်နည်းတဲ့နော်ဒါဒီကျမ်းစာထဲကရေးထားတယ်နော်ဓမ္မရာဆိုရင်ပထမဆုံးအခန်းကြီး2အပိုက်ငယ်25မှာအဲ့ဒီရေးထားတာဘယ်သူအတွက်လဲအဲ့ဒီရေးထားတာပြန်ပြောမယ်ဘယ်သူအတွက်လဲအဲ့ဒါလေးကိုရစေချင်တယ်နော်အဲ့တော့ဒီကျမ်းစာထဲမှာပြောထားတာကတဲ့အပြစ်2မျိုးရှိတယ်လို့ပြောတာအပြစ်ပဲ2မျိုးလဲလူချင်းချင်းတယောက်နဲ့တယောက်ပြစ်မှားတဲ့အပြစ်နဲ့မွေးရပါအပြစ်တဲ့ဖះကိုပြစ်မှားတဲ့အပြစ်နော်အပြစ်ပဲ2မျိုးရှိလဲ2မျိုးအပြစ်ပဲ2မျိုးရှိလဲကဲတစ်မျိုးကဒုစရိုက်အပြစ်လို့ခေါ်တယ်တစ်မျိုးကဘာလို့ခေါ်လဲတစ်မျိုးကဗီဇအပြစ်လို့ခေါ်တယ်တစ်မျိုးကဘာလို့ခေါ်လဲဗီဇအပြစ်ဆိုတာကျွန်တော်တို့ဘာအပြစ်မှမလုပ်ဘူးမွေးလာကလေးကဒီနေ့အထိနော်ဘသူ့မှလည်းမလိမ်ဘူးဘသူပစ္စည်းမှလည်းမခိုးဘူးဆေးလိပ်လည်းမတောက်ဘူးကွန်းလည်းမစားဘူးအရက်လည်းမတောက်ဘူးဆိုလည်းပဲအပြစ်တစ်ခုကတော့ရှိနေတယ်ဘာအပြစ်လဲမွေးရပါအပြစ်ဗီဇအပြစ်လို့ခေါ်တယ်ဘာအပြစ်လဲကဲကျေးဇူးပြုနောက် slide လေးကြည့်အောင်နော်နောက် slide လေးကိုကျွန်တော်တို့ကြည့်လိုက်ရင်တွေ့ရမယ်နော်အမှကြည့်မယ်လူတစ်ယောက်ကမွေးလာကလေးကအပြစ်ပဲနှမျိုးလဲဘာအပြစ်နဲ့ဘာအပြစ်လဲအဲ့ဒါဘသူကပြောတာလဲအဲ့ဒါဘသူကပြောတာလဲတမန်ကျမ်းစာဆိုတာဘသူအတွက်လဲဖယားသခင်ကကျွန်တော်တို့ကိုရေးထားပေးတဲ့စာအုပ်ဖြစ်တဲ့အတွက်ကျွန်တော်နဲ့ဆိုင်လားမဆိုင်ဘူးလားဒါဆိုရင်ကျွန်တော်တို့မွေးလာတဲ့လူတိုင်းမှာအပြစ်ပဲနှစ်ခုရှိလဲဘာအပြစ်နဲ့ဘာအပြစ်လဲအဲ့မှာနော်မွေးရပါအပြစ်နဲ့ဘာအပြစ်နဲ့လဲဟုတ်ပြီအမှတွေ့လားအဲ့ဒီအပြစ်ကြောင့်ကျွန်တော်တို့ကဟိုးအပေါ်ကဖန်ဆင်းရှင်ဖယားနဲ့အဆက်ပြတ်သွားတာလူကမွေးလာကလေးကဖန်ဆင်းရှင်ဖယားနဲ့အဆက်ပြတ်သွားတာအဲ့အကြောင်းမလို့ဒီနေ့လူတွေမပြောကြဘူးလားဖန်ဆင်းရှင်ဘုရားဆိုတာရှင်းဒီနေ့ကျွန်တော်တို့ဒုက္ခရောက်တာမတွေ့ဘူးလားလို့မထင်မိဘူးလားနော်အခုလိုရေတွေကြီးနေတယ်အခုလိုနိုင်ငံရေးအခြေအနေတွေအဆင်မပြေမှုတွေနော်အမျိုးမျိုးသောအခက်အခဲတွေကြားထဲမှာလူတွေမပြောဘူးလားဖန်ဆင်းရှင်ဘုရားမမြင်ဘူးလားနော်ဘာဖြစ်လို့လဲလူကမွေးရပါအပြစ်ကြောင့်ဘယ်သူနဲ့ဆက်ပြတ်နေတာလဲဖန်ဆင်းရှင်ဘုရားနဲ့လုံးဝအဆက်ပြတ်သွားတာနော်အမကြည့်နော်ဖန်ဆင်းရှင်ညာနဲ့အဆက်ရှိလားမရှိဘူးနော်ဘသူနဲ့အဆက်ရှိနေဆိုတော့စာရမဏနဲ့အဆက်ရှိနေတာနော်အဲ့တော့အဲ့ဒီစာရမဏနဲ့အဆက်ရှိနေတဲ့လူကမွေးတဲ့အခါမှာမွေးရပါအပြစ်နဲ့ဒုစရိုက်အပြစ်တဲ့အမှ2မျိုးတွေ့တယ်နော်ဒုစရိုက်အပြစ်ဆိုတာကကြီးလာမှလုပ်တဲ့အပြစ်နော်ကဲအဲ့ဒီတော့ဘာအပြစ်မှမလုပ်လဲပဲမွေးရပါအပြစ်ကရှိလားမရှိဘူးလားရှိတယ်သဘောတူရဲ့လားဘာဖြစ်လို့လဲဘာဖြစ်လို့သဘောတူတာလဲဘသူပြောလို့လဲတမန်ကျမ်းစာပြောထားတာသဘောမတူလို့ရလားသဘောမတူတဲ့လူရှိလားမရှိလို့မရဘူးနော်တမန်ကျမ်းစာကလူတိုင်းအတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့လွန်ဆန်လို့မရဘူးတကယ်လို့တမန်ကျမ်းစာကခရိယန်အတွက်ဆိုရင်တော့ကျွန်တော်တို့ဂရုမစိုက်လည်းရတယ်ကိစ္စမရှိဘူးကျွန်တော်တို့အခြားဘာသာတစ်ခုကိုးကွယ်နေလို့ရတယ်ဒါပေမဲ့တမန်ကျမ်းစာဒီခရိယန်ဘာသာဝင်ရဲ့ကျမ်းစာမဟုတ်ဘူးလူတိုင်းရဲ့ကျမ်းစာဖြစ်တဲ့အတွက်ကျွန်တော်တို့လွန်ဆန်လို့ရလားမရဘူးဒါကြောင့်မို့ကျွန်တော်တို့မှာအပြစ်မလုပ်လဲပဲဘာအပြစ်ကရှိနေတာလဲမွေးရပါအပြစ်ကရှိနေတာဟုတ်ပြီနော်သဘောပေါက်လားကျွန်တော်တို့မှာဘာအပြစ်ရှိနေလဲအပြစ်မလုပ်တာလည်းရှားပါတယ်ဒါပေမဲ့ရှိကောင်းရှိမှာပေါ့တကယ်ကြည်ညိုလေးစားတဲ့ပုံကိုယ်တွေဆိုရင်ဘာအပြစ်မှမလုပ်ဘဲနဲ့နေနိုင်တယ်လေဟုတ်တယ်မလားနော်ဒါပေမဲ့လည်းသူတို့မှာဘာအပြစ်ကရှိနေတာလဲမွေးရပါအပြစ်ကရှိနေတာကဲနောက်စလိုက်လေးကျွန်တော်တို့ကြည့်ရအောင်နော်နောက်စလိုက်လေးကနောက်ထပ်တစ်စလိုက်လေးကကဲလူမအပြစ်ပဲနှမျိုးလဲလူမအပြစ်ပဲနှမျိုးလဲဘာအပြစ်နဲ့ဘာအပြစ်လဲလူမအပြစ်ပဲနှမျိုးလဲဘာအပြစ်နဲ့ဘာအပြစ်လဲအဲ့ဒါသဘောတူလားဟုတ်ပြီအဲ့ဒါဆိုရင်တရားဒေသနာအပိုင်း1ကိုကျွန်တော်ဒီမှာနားမယ်ပြီးရင်တင်ဆက်ခြင်းတစ်ခုလာလိမ့်မယ်ပြီးရင်တော့ပြန်မေးကောင်းမေးမလားမသိဘူးနော်မပြောတတ်ဘူးနော်လူမအပြစ်ပဲနှမျိုးရှိလဲဘာအပြစ်နဲ့ဘာအပြစ်လဲဒုစရိုက်အပြစ်မလုပ်လဲပဲဘာအပြစ်ရှိလဲဟုတ်ပြီနောက်တစ်ခန်းကြလို့ရှိရင်အဲ့ဒီမွေးရပါအပြစ်ကြောင့်ဘာဖြစ်တာလဲကိုဆက်ပြီးတော့ကျွန်တော်တို့နားဆင်ကြမှာဖြစ်တယ်အခုအချိန်နာရီကိုတဘာပတိလက်ထက်ပြန်လဲအနမရယ်ကဲကျမတို့ဒီကနေ့ဆရာပြောသွားတဲ့အရာမှာမေးခွန်းလေးမေးဖို့ရှိတယ်နော်ဆိုတော့မေးခွန်းလေးမေးဖို့ရှိတယ်ဆိုဆရာပြောသွားတယ်
နော်ဆိုတော့ကျမကမေကိုမေးတဲ့ကမှာဘယ်သူတို့ဖြည့်စစ်ချင်းလဲဆိုတော့အသက်60နှစ်အထက်နော်အသက်60အထက်မှဖြည့်ပေးပါလို့နော်ဒီမေကွန်းလေးကိုနော်ဆိုတော့နည်းနည်းလွယ်လို့လေကဲဟုတ်ပြီကျမတို့မေကိုမေးတဲ့အခါမှာကျမတို့ဖြည့်ချင်းနေဆိုရင်လက်ကလေးရင်ထောင်ပေးပါနော်အမနေနဲ့ကူပေးလိုက်ရမှာမသိအေးကဲဟုတ်ပြီဆိုတော့ကဲဟုတ်ပြီနော်ကျမကလေမျက်လုံးကလေဟိုဘယ်လိုပြောမလဲမျက်လုံးနှလုံးထဲရှိတယ်ဆိုတော့နော်ကျမကလက်ညှိုးထောင်ရင်ဟိုမြင်ဟိုဘယ်လိုပြောမလဲအကလုံးတဘရိတ်တည်းမမြင်နိုင်ဘူးပေါ့နော်အဲကြောင့်မို့ကျမကိုလက်မြင့်မြင့်လေးထောင်ပေးပါလို့နော်မေကိုမေးမယ်နော်60နှစ်အထက်နော်ဖြည့်ပေးပါပြီးကျမမြတ်တန်လက်ဆောင်လေးအနည်းငယ်ရှိတယ်ဟုတ်ပြီလားဟုတ်ပြီမေကိုမေးမယ်အသက်60အထက်တွေဦးစားပေးပဲဟုတ်ပြီပထမမေကဘာမေးမလဲဆိုတော့လက်ကလေးထောင်ပေးမယ်နော်အသက်60နဲ့ထက်ဘာရှိလဲ60အထက်ဘယ်သူရှိလဲဟုတ်ပြီကဲအသက်60တွေဖြေနိုင်တယ်ဆိုရင်လက်ကလေးထောင်မင်းနော်ဘယ်သူရှိလဲ60အထက်လူမှာအပြစ်ဘယ်နှမျိုးရှိသလဲတဲ့60လက်ကလေးထောင်60နဲ့အထက်လက်ကလေးထောင်ပေးပါလူမှာအပြစ်ဘယ်နှမျိုးရှိသလဲတဲ့နှမျိုးရှိတယ်လက်ခုပ်တီးပေးပါမှန်ပါတယ်ဟုတ်ပြီလက်ဆောင်လေးဒီတခါလဲအသက်60လေးပဲဦးစားပေးအောင်မယ်နော်ဟုတ်ပြီနော်ကဲအသက်60အချက်ကလေးကိုဒီပထမတစ်ခါမှဦးစားပေးရနော်ကဲဟုတ်ပြီအစင်သစ်ပြပြီလားအသက်60တွေအသက်60နဲ့အထက်ဖြေဖို့အာယူကြပါဟုတ်ပြီအဲ့ဒီအပြစ်နှမျိုးကဘာတွေလဲတဲ့နှမျိုးဟုတ်ပြီအဲ့နှမျိုးကဘာတွေလဲမွေးရပါခဏလေးဟိုမှာဖြေပြခဏလေးဘာလဲမွေးရပါပြီပြီးတော့လူတွေကအပြည့်လူတွေကအပြည့်လက်ခုပ်တီးပေးပါနည်းနည်းနောက်ကျသွားတယ်နော်ဟုတ်ပြီဟုတ်ပြီဘယ်ရလဲရဆက်အဆင်ပြေတာပေးရတယ်ကဲဟုတ်ပြီကဲဒီလိုမေးခွန်းနဲ့မေးမှာနော်ဒါလူကြီးတာတို့နမူနာပြသွားတာကဲနောက်လူတွေအစင်သစ်လောက်တာအဲကြောင့်မဆရာပြောတာတေချာနားထောင်ပြီးတော့မေးခွန်းမေးတဲ့ကမှာတန်းဖြေပေးပါနော်ကဲအခုကျမတို့တင်ဆက်ခြင်းနော်ဒုတိယတင်ဆက်ခြင်းတင်ဆက်ပေးဖို့ရန်အတွက်လူငယ်တွေကိုဖိတ်ခေါ်ပါတယ်ဟုတ်ပြီတင်ဆက်တဲ့ဖွဲ့လက်ခုပ်လေးတီးပြီးတော့ကျမကြိုးဆိုကြရအောင်
Do not be afraid, Mary.ကျေးဇူးတင်ပါတယ်ကျမတို့အခုဆက်လက်ပြီးဒုတိယအပိုင်း
နော်ခရစ်စမတ်သတင်းကောင်းကိုဆက်လက်ပြီးတော့ဆရာကနေဆက်လက်ပြောမှာဖြစ်တယ်။ရောက်စတန်တေချာလေးနားဆိုင်ထားပြီးတော့မှတ်သားစေချင်ပါတယ်။ပြီးရင်ကိုမျိုးရပြန်တဲ့အခါမှာပြန်ပြီးတော့ဒါလေးတွေပြန်ပြီးပြောပြစေချင်ပါတယ်။ ဟုတ်ကဲ့အပြစ်ပဲနှမျိုးရှိလဲဘာပြစ်နဲ့ဘာပြစ်လဲဟုတ်တယ်အဲ့ဒါဘသူကပြောတာလဲကျမ်းစာကပြောတာဒါဆိုကျွန်တော်တို့မှာဒုစရိုက်ပြစ်မလုပ်ရင်တော့မှဘာပြစ်ရှိလဲမွေးရပါပြစ်ရှိတယ်ဟုတ်ပြီကဲကျွန်တော်တို့နောက် slide လေးတစ်ခုကြည့်အောင်နော်ကျမ်းစာကဘာရေးထားလဲနော်ကျမ်းစာကဘာရေးထားလဲတဲ့နော်တေလွန်သောသူကြီးငယ်တို့သည်တဲ့ပလင်ရှိမှရပ်နေကြသည်ကိုငါမြင်၏တဲ့စာဆောင်တို့ကိုလည်းဖွင့်ထား၏အသက်စာဆောင်တည်းဟူသောအခြားတစ်ပါးသောစာဆောင်ကိုလည်းဖွင့်ထား၏တဲ့တေလွန်သောသူတို့သည်မိမိတို့အကျင့်တိုင်းစာဆောင်နဲ့ရေးထားခြင်းနှင့်အညီတရားစီရင်ခြင်းကိုခံရကြမည်အသက်စာဆောင်တိုင်းစည်ရင်ဝင်သောသူရှိသမျှတို့သည်ဗါတဲ့ဘယ်တဲ့ပါလဲမီးအိုင်ထဲသူကျွန်တော်ပြောတာမဟုတ်ဘူးနော်ဘယ်သူကပြောတာလဲနော်ကျမ်းစာကပြောတာနော်တမန်ကျမ်းစာကပြောတာတဲ့အသက်စာဆောင်ထဲမှာစည်ရင်မဝင်တဲ့လူကဘယ်ကိုသွားမှာလဲမီးအိုင်ထဲကိုတဲ့ဒါတော့ဒီတမန်ကျမ်းစာကပြောတာဖြစ်တဲ့အတွက်သူကလုံးဝမမှားဘူးနော်ဒါကြောင့်မေးခွန်းမေးစရာရှိတယ်ဘာဖြစ်လို့ဒီအရာတွေဒီနေ့အထိမဖြစ်သေးလဲဆိုတာကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်နှမအားလုံးကိုဖခင်ကချစ်လွန်းလို့နော်ဒီသတင်းကောင်းကြီးကိုမကြားသေးဘဲနဲ့ဖခင်ကဒီကဘာကြီးကိုမဖြစ်စေဘူးနော်ကြားပြီးသွားရင်တောင်မှမကြားသေးတဲ့လူမရှိမချင်းမဖြစ်စေဘူးအင်မတန်မှကောင်းမြတ်ပြီးတော့မှကျွန်တော်တို့ကိုချစ်တဲ့ဖခင်ဖြစ်တယ်နော်ဒါကြောင့်မို့ဒီနေ့အစောနာကနှုတ်ကပတ်တော်ကပြောရတယ်အသက်စာဆောင်မှာစည်ရင်မဝင်တဲ့လူတွေအားလုံးကဘယ်ကိုသွားမှာလဲငရဲကိုတဲ့အဲ့တော့ကျွန်တော်တို့အခုနော်နောက်စလိုက်လေးကိုကြည့်အောင်နော်အားကြောင့်လူတိုင်းကတရားစီရင်ကိုခံရမယ်ကဲလူအားတဲ့ဒီမှာကြည့်မယ်မွေးရပါပြစ်ကြောင်းတဲ့သိသွားတဲ့အချိန်မှာငရဲကိုကြားတယ်တဲ့ဘယ်ကိုကြားလဲငရဲကိုကြားတာကအပြစ်လုံးလို့မဟုတ်ဘူးကျမ်းစာကပြောထားတာဘာအပြစ်ကြောင့်လဲမွေးရပါပြစ်ဒါပြောကြည့်ပါဦးဘာပြစ်ကြောင့်လဲမွေးရပါပြစ်ကြောင့်ငရဲကိုကြားတာကကျွန်တော်တို့အပြစ်လုံးလို့မဟုတ်ဘူးအပြစ်လုံးလို့ငရဲကြတာဟုတ်လားမဟုတ်ဘူးဘယ်အပြစ်ကြောင့်လဲမင်းကတာပြောချင်ပါဘယ်အပြစ်ကြောင့်လဲနည်းနည်းကြဲကြဲလေးပြော မွေးရပါကြည့် မွေးရပါပြစ်ကြောင့်ကဲဒါဆိုရင်မွေးရပါပြစ်ကကျွန်တော်တို့မှာရှိသလားမရှိဘူးလားရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကမွေးလာကလေးကဖတ်ဆင်းရှင်ဖျားနဲ့အဆက်ပြတ်တယ်နော်အာရန်အေဝါရဲ့ဖျားစကားနားမထောင်မှုမျိုးဆက်တွေဖြစ်တော့ကြောင့်ကျွန်တော်တို့အားလုံးကဘု து အမျိုးတွေလဲအပြစ်သားတွေဖြစ်တဲ့အတွက်မွေးရပါပြစ်ရှိတယ်အဲ့ဒီမွေးရပါပြစ်ကြောင့်ကျွန်တော်တို့ဘယ်ကိုသွားရတာလဲငရဲကိုသွားတာကဲနောက်ဆက်လိုက်လေးကြည့်အောင်နော်တဲ့တေချာမှတ်ထားနော်မွေးရပါပြစ်ကြောင့်ဘယ်ကိုသွားတာလဲဟုတ်ပြီကဲအဲ့ဒီမွေးရပါပြစ်ကြောင့်ကျွန်တော်တို့ကဒုစရိုက်တွေကိုလုပ်တယ်နော်ကာယကံဝစီကံမနောကနဲ့ကျွန်တော်တို့မှာပြစ်မှားတာတွေရှိတယ်အဲ့ဒီပြစ်မှားတဲ့အရာကကျွန်တော်တို့ဘာတွေခံရလဲနောက်စလိုက်လေးကြည့်မယ်နော်အဲ့ဒီပြစ်မှားတဲ့အရာကငရဲနဲ့မဆိုင်ဘူးနော်နောက်စလိုက်လေးတစ်ချက်လောက်နော်အမှန်နော်ဆောနာနော်ဟုတ်ပြီအမှဆင်းရဲခြင်းကိုခံရတယ်ဘာခံရလဲဆင်းရဲခြင်းနာကျင်ခြင်းတွေခံရတယ်ဘာခံရလဲကြိမ်ခြင်းခံရတယ်ဘာတွေလဲကြိမ်ခြင်းပြီးတော့ဖရာအမျက်တော်နော်ကျွန်တော်တို့အပြစ်လုပ်တဲ့အခါမှာနော်ကျွန်တော်တို့ကသူတစ်ပါးကိုနိုင်ငံတော်ရဲ့ဥပဒေတွေဘာတွေကိုကျူးလွန်တဲ့အပြစ်ကိုလုပ်မိရင်တော့ဥပဒေအရတို့ကထောင်ကျရမယ်နော်ဒါပေမဲ့ကိုယ့်အကိုကွန်စားတာတို့အရက်တောက်တာတို့ဥပဒေကခွင့်ပြုထားတဲ့အပြစ်တွေကိုလုပ်တဲ့အခါကျရင်တော့ကျွန်တော်တို့မှာဆင်းရဲခြင်းတွေမကြုံရဘူးလားနာကျင်ခြင်းတွေမကြုံရဘူးလားမူလာတဲ့ကယံဖြစ်တယ်ဘာမှမဆိုင်ဘူးမမူးရင်ယံမဖြစ်တော့ညာလဲမူလာတဲ့ကယံဖြစ်တဲ့ကမှနာကျင်ခြင်းတွေမဖြစ်ဘူးလားဖြစ်တယ်ပြီးတော့မှကြိမ်ချင်းတွေဖြစ်တယ်လှုပ်လေသမျှအရှင်မပြေဘူးပေါ့ဗျာလှုပ်လေအလုံးလှုပ်တယ်လာစာရတယ်အဲ့ဒီလာစာကိုမိသားစု3000မသုံးရသေးဘူးအခြားကိစ္စနဲ့သူကသူထွက်သွားတဲ့အရာမျိုးတွေကိုကြိမ်ချင်းလို့ခေါ်တယ်နောက်ပြီးတော့မှဖရားရဲ့အမျက်တော်နော်ကဲအဲ့တော့ဒီအရာလေးကိုဒီဒုတိယအပိုင်းလေးကိုတည်တည်ချာပြန်နားထောင်စေခြင်းနဲ့မွေးရပါအပြစ်ကြောင့်ငရဲကြတာဖြစ်တယ်ဘယ်အပြစ်ကြောင့်ငရဲကြတာလဲအပြစ်လုံးလို့ကြတာမဟုတ်ဘူးနော်အပြစ်လုံးလို့ကြတာဟုတ်လားမဟုတ်ဘူးအပြစ်လုံးကြကတရားသူကြီးကတရားစီရင်ပေးရင်ကျွန်တော်တို့ဘာဖြစ်သွားပြီလဲလွတ်သွားပြီနော်ဒါပေမဲ့ဥပဒေနဲ့မညီတဲ့ဥပဒေကနေခွင့်ပြုထားတဲ့အပြစ်ကိုလုပ်ရင်တော့ခုနဆင်းရဲခြင်းတွေနာကျင်ခြင်းတွေ
ကျင့်ချင်းတွေဖျားမြတ်တော်တွေကိုကျွန်တော်တို့ကခံစားရမှာဖြစ်တယ်နော်လူတွေကဘာကိုထင်လဲဆိုတော့ငါအပြစ်လုပ်မှငရဲကြတယ်လို့ထင်တယ်ဟုတ်တယ်မလားနော်အပြစ်လုပ်မှငရဲကြတယ်ဆိုတော့ငါအပြစ်မလုပ်အောင်ကြိုးစားပြီးနေတော့ငါငရဲမကြဘူးလို့မထင်ကြဘူးလားထင်ကြတယ်ဒါပေမဲ့အဲ့ဒါမှားတယ်တမန်ကျမ်းစာကပြောတာကအပြစ်လုပ်လို့ငရဲကြတာမဟုတ်ဘူးနော်မွေးရပါပြစ်ကြောင့်ငရဲကြတာဟုတ်ပြီနော်အဲ့တော့မွေးရပါပြစ်ကကျွန်တော်တို့မှာရှိလားမရှိဘူးလားရှိတဲ့အတွက်ဒီမှာရှိနေတဲ့ညီကိုမောင်နှမတွေအားလုံးမှာအဲ့ဒီမွေးရပါပြစ်ကြောင့်ဘယ်ကိုပဲသွားရမှာပဲလေသဘောတူရဲ့လားအဲ့ဒါဆိုဘယ်လိုလုပ်မလဲနော်အဲ့ဒါဘယ်လိုလုပ်မလဲကနောက်အခန်းလေးမှာကျွန်တော်ဆက်ပြီးတော့ပြောပေးမယ်နော်ဒါပေမဲ့အခုဒီအခန်းလေးမှာနောက်ဆက်လိုက်လေးတစ်ချက်လောက်ထိုးကြည့်ပါဦးနော်နောက်ဆက်လိုက်လေးမေကွန်စလိုက်လေးကိုတစ်ချက်လောက်ထိုးပေးပါဦးကျေးဇူးပြုရနော်နောက်ချက်နောက်ဟိုမေကွန်စလိုက်လေးနော်မေကွန်စလိုက်လေးဟုတ်ပြီကဲမေခွန်းကတဲ့ဒုစရိုက်အဖြစ်ကြောင့်ကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ဆင်းရဲခြင်းနာကျင်ခြင်းကြိမ်ခြင်းဖရာရဲ့မြတ်တော်နော်ဒီဒုစရိုက်အဖြစ်တွေကြောင့်ကျွန်တော်တို့ကငရဲကြတာမဟုတ်ဘူးဘယ်အဖြစ်ကြောင့်ငရဲကြတာလဲမွေးရပါအဖြစ်ကြောင့်ဟုတ်ပြီဒါဒုတိယအခန်းနော်စောနာကပထမအခန်းကိုရသွားလားမသိဘူးအဖြစ်ပဲနှမျိုးရှိလဲဘာအဖြစ်နဲ့ဘာလဲဟုတ်ပြီပြီးတော့မွေးရပါအပြစ်ကြောင့်လူကဘာဖြစ်တာလဲဒါဆိုလို့ရှိရင်ဒုစရိုက်အပြစ်မလုပ်လဲပဲမွေးရပါအပြစ်ရှိတဲ့တဲ့ပဲသွားမှာပဲလေဟုတ်ပြီကဲချိန်ကိုတပါပြီးလက်ထက်ပြန်တယ်နော်ဟုတ်ပြီကျမတို့မပြောပြရင်သိပါမလားကျမတို့ရေဘေးရွာဆိုရင်လေလမ်းထိပ်မှာဆန်နေစီတွေဝေတယ်ဆိုရင်တယောက်တည်းကြိတ်ပြီးယူမလားဟဲလမ်းထိပ်မှာဟေးပေးနေတယ်ဟေးဆိုမနေနိုင်ဘူးနော်လက်တုပ်ပြီးတော့မခေါ်ဘူးလားအလကားရတာကိုသွားယူတာပေါ့နော်ကျမတို့လည်းဒီလိုပဲကျမတို့ရထားတဲ့အရာကိုကျမတို့ကဘာလုပ်လဲကြိတ်ပြီးတော့မခံစားနိုင်ဘူးနော်ကျန်တဲ့သူတွေအားလုံးကိုသိစေချင်လို့နော်ခုနဆရာပြောသွားတယ်ပြီးရင်ကျမတို့ဖြေးမယ်နော်ခုနဆရာပြောသွားတာတွေအားလုံးသိပြီလားဒါကြောင့်ဒီလိုဖြစ်တာ哦သိလာပြီနော်ကဲဒီနေ့မေကွန်းမေးမယ်မေကွန်းရောက်ကြရစကဲဟုတ်ပြီဖခင်ကအရန်ကောင်းမြတ်တာပဲကျမတို့ရဲ့ဒီအစီအစဉ်မှာအထူးဧည့်သည်တွေရောက်လာကြတယ်နော်တို့ကလည်းခဏနေကျမတို့တွေ့ရလိမ့်မယ်နော်ဆိုတော့ကိုအိမ်မှာကိုနေဒါမျိုးတွေတွေ့ရမှာမဟုတ်ဒီမှာလာတဲ့ကမှအထူးစက်နဲ့တစ်ခုတွေ့ရနော်ကဲမင်းကိုနေလဲမေးမယ်မကြားဘူးတဲ့ຢာကြီးလဲဘာလို့လဲကြားရပြီနော်မသိတဲ့ຢာကြီးလဲသိခွင့်ရပြီနော်ကဲအခုကျမတို့ဖြေမင်းကိုမေးမယ်ဖြေတဲ့အခါမှာအမျိုးသားများကိုဦးစားပေးပါတယ်နော်ဟုတ်တာအခုအမျိုးသားအခုမေကွန်းကအမျိုးသားများဖြည့်ပေးပါလို့နော်ကဲအမျိုးသားတွေ ready လောက်ကြရအောင်ဘာလို့အမျိုးသမီးတွေအရန်သွက်တယ်သူတို့ရတယ်သူတို့အခွင့်အရေးကဲမေးမယ်နော်အမျိုးသားများကဲအမျိုးသားများလက်ထောင်ကြည့်ပါအမျိုးသားများအမျိုးသားများ ready ဖြစ်ပြီလားဟုတ်ပြီအစင်သစ်ဖြစ်ပြီနော်ကဲအမျိုးသားတွေဖြည့်မယ်နော်ကဲမေကွန်းကဘာလဲဆိုဒုစရိုက်အပြစ်ကြောင့်ဘာဖြစ်သွားသလဲလေလူတွေကဒုစရိုက်လောက်တဲ့အခါမှာလူတွေကဘာဖြစ်သွားကြလဲငရဲကြောင်ငရဲကြောင်မဟုတ်သေးပါဘူးဒုစရိုက်အပြစ်ကြောင့်လူတွေကလက်ရှိလောကမှာဘာတွေခံစားမှာလဲတဲ့လက်ကလေးထောင်မအောင်ဆင်းရဲခြင်းခဏလေးလက်ကလေးထောင်မတည့်ရပဲမတည့်သားဆင်းရဲခြင်းမတည့်ရဖြစ်သားဆင်းရဲခြင်းရဲ့ပြီးတော့နာကျင်မှုပြီးတော့ကျင့်ချင်းပြီးတော့လေးမျိုးလေဖျားသခင်ဖျားရဲ့အမျက်တော်ပြည့်သွားပြီလားဟုတ်ပြီလက်ခုပ်ကြည့်ရအောင်ကဲအခုအခွင့်အရေးပေးမယ်နော်ဒီကအမျိုးသမီးများပဲဖြည့်မယ်နော်ဒီကအမျိုးသမီးများဖြည့်မယ်တဲ့ဟုတ်ပြီခုနဆရာပြောသွားတယ်နော်လူမှာအပြစ်ဘယ်နှမျိုးရှိလဲအဲ့နှမျိုးထဲမှာမှနော်ဒီမွေးရပါအပြစ်ကြောင့်လူတွေဘာဖြစ်သွားနိုင်သလဲတဲ့ငရဲဟာတောင်းဖြေရတာပဲမှာငရဲတဲ့နော်
ဟုတ်ပြီဒီမွေးရပါပြစ်ကြောင့်ငရဲသွားရတာနော်ဟုတ်ပြီဆိုတော့ဒီလောက်လေးမတ်သွားရင်ရပါပြီကျမတို့ကရောက်ရှိလာတဲ့ဧည့်သည်တော်တွေကိုအချိန်ပေးပါတယ်အပိနာကျမတို့ကဖြည့်သွားတဲ့အရာလေးတွေကိုကိုရက်ရွာပြန်သွားတဲ့အခါမှာခရစ်စမတ်သွားတာဓာရီကြားခဲ့ပါတယ်လို့ပြန်လက်စစ်ကမ်းပေးပါနော်ကိုတယောက်တည်းကြားပြီးတော့ကြိတ်ပြီးတော့မယူပါနဲ့နော်ခဏဟမ်ဖျားကဥယျာဉ်တော်ကလူတွေအရန်ချစ်တာနော်မြန်မာလူပြောရင်ရေဆက်ရှိကြတယ်နော်ရေဆက်ရှိလို့ဘာလို့လဲစုံတွေးကြရတယ်အခုလေခက်ခဲနော်အဝေးကနေရောက်လာတဲ့ဧည့်သည်တော်တွေနော်မချင်မပဲရောက်လာတဲ့အခါမှာသူတို့စီကနေပြီးတော့တင်ဆက်မှုတွေနော်သူတို့တွေကတော့ line ပေါ်မှာတော့အရန်နာမည်ကြီးတဲ့သူတွေပဲနော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာလာပြီးတွေ့ရတယ်နော်ဒါဖျားရဲ့ကျေးဇူးတော်ပါပဲလို့ကဲကြည့်ထားကြနော်တွေ့ဘူးကြလားမသိဘူး line ပေါ်မှာနော် line ပေါ်မှာတော့ရင်တွေ့ကြလိမ့်မယ်နော် ဟယ်လိုရှေးဥစွာဒီမှာရှင့်ညီကိုအောင်တို့မှာနဲ့တွေ့ရတဲ့အခွင့်အတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကျင်းဝတ်တဲ့နေရာနှစ်နေရာရှိတယ်တဲ့ပထမနေရာကတော့အမြင့်ဆုံးသောကောင်းကင်ဖြစ်ပြီးတော့ဒုတိယနေရာကတော့နှိမ်ချတဲ့နှလုံးသားဖြစ်တယ်တဲ့ဒါဘုရားသခင်ကျင်းဝတ်တာနော်ဗက်လင်မျိုးဆိုတာသခင်ရှုမွေးဖွားတဲ့ဗက်လင်မျိုးတခင်ရှိမွေးဖွားတဲ့ဗက်လင်မျိုးလေးကရွာငယ်စနပုတ်မြို့ငယ်မြို့ရုပ်တဲ့ဒါပေမဲ့သခင်ယေရှုခရစ်တော်ဖခင်ကိုနေရာပေးလိုက်တဲ့အခါမှာဒီယူဒဘီဗက်လင်မျိုးဟာမြို့ငယ်မြို့ရုပ်မဟုတ်ဆိုပြီးတော့တမိုင်းပွင့်တဲ့မြို့ဖြစ်သွားတာနော်နောက်သခင်ယေရှုကိုနေရာပေးလိုက်တဲ့မေတော်မာရိဝမ်းပိုက်မှာသခင်ယေရှုကိုနေရာပေးလိုက်တာမိန်းမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိတဲ့သူဖြစ်သွားတယ်နော်သခင်ရှုနေရာပြလိုက်တာနောက်တစ်ခုလက်ဝါးကားတိုင်လောက်ဘုရားကြောင့်ထိတ်မှာကားတိုင်ရှိရနော်အဲ့ဒါကအမင်္ဂလာနော်အသေးဆိုးနဲ့တည်တဲ့ဒီဟာတွေလောက်တာအမင်္ဂလာနော်ဒါပေမဲ့သခင်ရှုနေရာပြလိုက်တဲ့ခါမှာအမျက်တူးနဲ့တချို့ငကတ်လေးလို့တဲ့ဆွဲကြိုးလေးတွေဒါမှဘဝအသက်တာမှာလောကဝမ်းမြောက်ဘုရားကြွလာအဲ့ဒီချင်းမှဆိုရင်အမင်္ဂလာမှာမင်္ဂလာကိုပြောင်းသွားတာကျွန်တော်အသက်တာမှာဒီအသက်ရှင်တဲ့ဖခင်ကိုနေရာပေးလိုက်ရင်အမင်္ဂလာကနေပြီးတော့မင်္ဂလာကိုပြောင်းလဲသွားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်အသက်တာမှာသခင်ရှုနေရာပေးဖို့မျှော်လင့်သူတိုင်းအတွက်ခရစ်စမတ်ဆွဲတဲ့ချင်းလေးနဲ့ကျွန်တော်တီဆိုချီးမွမ်းရင်းနဲ့ခွန်အားပေးကြပါတယ်လို့။ရလား။အော်မှာဆောင်းနေလေးတွေမြေပေါ်သက်စီအေးချမ်းအငွေသက်များရဲ့ဒီရင်မှာရိုက်ခတ်ဝေပြီးပေါ်နှင်းတွေတလောကလုံးငြိမ်းချမ်းစေခဲ့သူရဲ့ပုံရိပ်များဘယ်သူမှမသိလိုက်နှလုံးသားနဲ့နာ
ရွက်တင်များဝေအချိန်ကာလများပြောင်းလဲအိမ်မက်များလို့ဘယ်သူဟာတို့တွက်ငြိမ်သက်ခြင်းများကိုပေးနိုင်မလဲမတိတဲ့သူအတွက်လမ်းပြကြဲကြီးတစ်စင်ခေါ်ဆောင်လို့သွားခဲ့မွေးဖွာတဲ့ရက်စီမြင်ပြီလားဖယားမြတ်သခင်ကဲတည်ရန်စီကြွားပြီးဇာနာပုတ်လေးတဲ့အဖြစ်ရဲ့ခြေခွဲစရာပါဒီကဘာလူသားတိုင်းကိုရောရှင်ချစ်လို့နေနှလုံးသားရှိကျင်နာနေစေမိရဲ့ချစ်ခွေစီမခေါ်နာမကြွားစင်လာပျော်ရွှင်စွာကြိုးစုံနေလိုက်တော့ဒါဝိဤမြို့၌သခင်ခရစ်တော်တည်ဟူသောကယ်တင်တော်မူသောအရှင်သည်သင်တို့အဖို့လုံးငါဖွားမြင်ခြင်းကိုခံတော်မူပြီးယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူ၏ရွက်တင်များဝေအချိန်ကာလများပြောင်းလဲအိမ်မက်များလို့ဘယ်သူဟာတို့တွက်ငြိမ်သက်ခြင်းများကိုပေးနိုင်မလဲမတိတဲ့သူအတွက်လမ်းပြကြဲကြီးတစ်စင်ခေါ်ဆောင်လို့သွားခဲ့မွေးဖွာတဲ့ရက်စီမြင်ပြီလားဖယားမြတ်သခင်ကဲတည်ရန်စီကြွားပြီးဇာနာပုတ်လေးတဲ့အဖြစ်ရဲ့ကြည်ခွဲစရာပါဒီကဘာလူသားတိုင်းကိုရောရှင်ချစ်လို့နေနှလုံးသားရှိကျင်နာနေစေမိရဲ့ရှင်ခွေစီမခေါ်နာမကြွားစင်လာပျော်ရွှင်စွာနေလိုက်တော့မြင်ပြီလားဖယားမြတ်သခင်ကဲတည်ရန်စီကြွားပြီးဇာနာပုတ်လေးတဲ့အဖြစ်ရဲ့ကြည်ခွဲစရာပါဒီကဘာလူသားတိုင်းကိုရောရှင်ချစ်လို့နေနှလုံးသားရှိကျင်နာနေစေမိရဲ့ချစ်ခွေစီမခေါ်နာမကြွားစင်လာပျော်ရွှင်စွာကြိုးစုံနေလိုက်တော့မိရဲ့ချစ်ခွေစီမခေါ်နာမကြွားစင်လာပျော်ရွှင်စွာကြိုးစုံနေလိုက်တော့ရောက်ရှိတိုင်းမိနှလုံးသားမှာသခင်ရှုကိုခရစ်တော်ကိုကြိုးစုံနေရပေးတော်သူများဖြစ်ပါစေသူကျေးဇူးတင်ပါတယ်ကျမတို့ကိုချစ်လို့နော်လာရောက်ဖြတ်ပေးသွားတဲ့ဆရာကိုသူကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီကျမတို့ဆက်လက်ပြီးတင်ဆက်မှုနော်ကျမတို့လူငယ်များထံကနေပြီးတော့တင်ဆက်မှုကိုကျမတို့တပုတ်ကျန်သေးလား sorry ရှိစွာဖျားတကယ်ကြည့်တော့ကိုအထူးပဲချီးမွမ်းပါတယ်အားလုံးပဲရှုနာမနိုင်မင်္ဂလာပါဟုတ်ကဲ့မျော်လင့်မယ်နဲ့တွေ့ရတယ်နော်အရင်မဲဝမ်းသာပါတယ်လို့ဒီထဲမှာလေးဟိုလေမြန်မာအကလေးကတတ်တဲ့သူရှိလားရှိလားရှိလို့ရှိရင်
လာကပ်ပြီးပါလားအမခုမြန်မာတချင်းလေးတပုတ်ဆိုချင်လို့လေအမမြန်မာတန်စင်တခါမှမဆိုဘူးမဆိုအမအားရှိအောင်လေအမလည်းလိုက်ကမယ်လေရလားတူတူပြပြပပပေါ့အမလည်းလိုက်ကမယ်အမလည်းတင်ပေးပြပြပပဆိုတော့အမအခုဆိုမဲ့တချင်းကောင်းစဉ်ကအနိုင်မဲမြစ်တာလို့အမည်ရပါတယ်ဒီတချင်းလေးကိုညီမငယ်လေးလူလူနဲ့အမနဲ့ကချီးမွမ်းထားတာဖြစ်ပါတယ်အခုတော့အမတယောက်တည်းဆိုရမယ်ဆိုတော့ဒီမှာရှိတဲ့ဟုတ်ပြီသမီးငယ်လေးလာပြီလက်ခုပ်တီးပြီးတော့ခုံပြပေးပါဦးโอเคဒါကြိုလဲမတိုက်ထားဘူးเนาะကျမလည်းတခါမှမဆူဘူးဒီတချင်းကိုဟုတ်ပြီဆရာမလေးလာအားပါရเนาะချီးမွမ်းကြမယ်အရှိတိုင်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပြောစရာကြီးပြောပပနော်ဘာမှဟန်ဆောင်တာရှက်တာမရှိဘူးအရှိတိုင်းပဲဖျားကိုချီးမွမ်းတာโอเคကျေးဇူးတင်ပါတယ်ဖွင့်လို့ရပြီနော်โอเคအစဘူးလို့ကောက်လို့ရအမိုင်လိုက်ကောက်မယ်အနိုင်မဲ့ဘာသခင်မရောက်မြတ်တာလောကကိုသူစင်ကြလာဒီကဘာမြေလူသားများကိုကဲကားလိုက်ချက်သူပေးစခါအသက်ဆုံးလေးပြီးယုံသူကဲတင်ချင်ရပြီလမ်းကြီးတို့ချောင်ရတလန်းစီအနိုင်မဲ့ဘာသခင်မရောက်မြတ်တာလောကကိုသူစင်ကြလာမင်္ဂဘာမြေလူသားများကိုကဲကားတိုင်းချက်သူပေးစခါအသက်ဆုံးလေးပြီးယုံသူကဲတင်ချင်ရမည်လမ်းကြီးတို့ချောင်ရတလန်းစီယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးကရာနီကုန်းမှာအသွေးတော်နဲ့သုံးလောင်ပြီးယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးကရာနီကုန်းမှာအသွေးတော်နဲ့သုံးလောင်ပြီးယုံသူတို့အပြည့်လို့နိုင်စေပြီးယုံသူကဲတင်ချင်ရမည်လမ်းကြီးတို့ထာဝရတလန်းစီနိုင်မဲ့ဘာသခင်ဖျားမြတ်တာလောကကိုသူစင်ကြလာမင်္ဂဘာမြေလူသားများကိုကဲကားတိုင်းချက်သူပေးစခါအသက်ဆုံးလေးပြီးယုံသူကဲတင်ချင်ရမည်လမ်းကြီးတို့ထာဝရတလန်းစီယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးကရာနီကုန်းမှာအသွေးတော်နဲ့စိတ်ကြောပြီးယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးကရာနီကုန်းမှာအသွေးတော်နဲ့သုံးလောင်ပြီးယုံသူတွေစိတ်ချနိုင်စေပြီးယုံသူကဲကြည်ချီရမည်လမ်းကြီးတို့ထာဝရတလန်းစီယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးရာနီကုန်းမှာအသွေးတော်နဲ့သိကြောပြီးယုံသူတိုင်းကိုအပြည့်တွေဖြေလို့ခဲ့ပြီးရာနီကုန်းမှာအသွေးတော်နဲ့သိကြောပြီးဓမ္မလို့အတွက်စိတ်ချနိုင်စေပြီးယုံသူကဲကြည်ချီရမည်လမ်းကြီးတို့ထာဝရတလန်းစီယုံသူကဲကြည်ချီရမည်လမ်းကြီးတို့ထာဝရတလန်းစီကျေးဇူးများတင်ပါတယ်ဒီလူကပေးသွားတာကျေးဇူးများတင်ပါတယ်ရောက်စတဲ့ကိုဖျားရှင်ကောင်းချီးပေးပါစေ
Yai Tamare, no Capia Pituare, no the Machia Mare, the media dread to Jisutine, Tomorrow Silapi, Lungamyaga, they read to such in a syllabum, my tipare.ပိုင်းနှစ်ပြီးသွားပြီနော်အပိုင်း3လာတော့မယ်နော်အပိုင်း3ကအင်တာမရေးကြီးတယ်နော်မဟုတ်အတိတ်ပဲမရှိတဲ့အလုပ်ကိုတော့ကျွန်တော်လုံးဝမလုပ်ဘူးနော်အတိတ်ပဲမရှိဘဲနဲ့လည်းဘယ်သူမှကျွန်တော်ဒီနေရာကိုခေါ်ပြီးတော့အချိန်မဖြုံးဘူးနော်အင်မတန်မှဘဝအတွက်ဒါအရေးကြီးလို့နော်အရေးကြီးလို့နော်ဒါကြောင့်မို့အချိန်လေးပေးပေးပါလို့ညွှန်တောင်းပန်တယ်နော်အဲ့တော့အပိုင်း1ကပြောခဲ့ပြီးပြီအပြစ်2မျိုးရှိတယ်နော်ဘာအပြစ်နဲ့ဘာလဲဆိုလို့ရှိရင်မွေးရပါအပြစ်နဲ့ဒုစရိုက်အပြစ်နော်အပိုင်း2ကပြောခဲ့ပြီးပြီကျွန်တော်တို့ထင်နေတာကအပြစ်လုပ်လို့ငရဲကြတာတကယ်တော့လူကအပြစ်လုပ်လို့ငရဲကြတာမဟုတ်ဘူးမွေးရပါအပြစ်ကြောင့်နော်အပြစ်သားဖြစ်လို့ငရဲကြတာနော်ကဲကျွန်တော်တို့ slide လေးကြည့်မယ်ကဲဖတ်ကြည့်ရအောင်နော်ယေရှုခရစ်သည်တဲ့အပြစ်ရှိသောသူကိုကယ်တင်ခြင်းက
ဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်၏အကျွင့်မဲ့ခံယူအပ်သောစကားလည်းဖြစ်၏တမန်ကျမ်းစာကပြောတာဖြစ်တယ်ဖယားသခင်ကလူတိုင်းကိုပြောတာဖြစ်တယ်ယေရှုခရစ်သည်အပြစ်ရှိသောသူတဲ့အပြစ်လုပ်သောသူကိုပြောတာမဟုတ်ဘူးနော်အပြစ်ရှိသောသူအပြစ်လုပ်သောသူဆိုလို့ရှိရင်အပြစ်မလုပ်တဲ့လူတွေပါမှာမဟုတ်ဘူးဟုတ်တယ်မလားနော်ဒါပေမဲ့အပြစ်ရှိသောသူလို့ပြောတဲ့အတွက်လူတိုင်းကအပြစ်ရှိတယ်မွေးရပါအပြစ်ရှိတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ရဲ့လာခဲ့တင်ခြင်းကကရင်တွေအတွက်မဟုတ်ဘူးခရိယန်တွေအတွက်မဟုတ်ဘူးလူတိုင်းနဲ့ဆိုင်တယ်ဒါကြောင့်မို့ခရစ်စမတ်ဒီလူတိုင်းအတွက်ဖြစ်တယ်ကဲစလိုက်လေးကြည့်အောင်နော်ကျွန်တော်တို့လာခဲ့တင်သွားတဲ့အခါမှာသူဘာလုပ်သွားလဲနော်နောက်စလိုက်လေးပြောင်းပေးမယ်ဒီကျွန်တော်တို့ဖယားသခင်နဲ့အဆက်ပြတ်သွားတဲ့ဘဝကနေဖယားသခင်နဲ့အဆက်ပြန်ရဖို့အတွက်ကကျွန်တော်တို့ကိုအခုနကျွန်တော်ပြောတဲ့တမန်ကျမ်းစာနဲ့လှုပ်ထားရနော်တမန်ကျမ်းစာအားဖြင့်ပဲကျွန်တော်တို့အဲ့ဒါကိုမလုပ်လို့ရလဲသိလို့ရတာဟုတ်ပြီနော်တမန်ကျမ်းစာအားဖြင့်ပဲသိလို့ရတယ်ကဲနောက်ဆက်လိုက်လေးကြည့်အောင်နော်တမန်ကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်ဒီမှာနော်တမန်ကျမ်းစာကဘာပြောလဲဆိုတော့တဲ့ယေရှုခရစ်ကတဲ့နော်ယေရှုခရစ်ကမွေးရပါအပြစ်ကိုလာပြီးတော့မှကဲ့တင်တယ်တဲ့အမှအပုံလေးကိုကြည့်လိုက်ရင်နော်အစောနာကထာဝရဘုရားနဲ့အဆက်ပြတ်တဲ့လူတွေကယေရှုခရစ်တော်အားဖြင့်ထာဝရဘုရားနဲ့အဆက်ပြန်ရသွားပြီးတော့မှအပယ်ငရဲကလွတ်မြောက်ခြင်းကအဲ့ဒါခရစ်စမတ်ပဲအဲ့ဒါခရစ်စမတ်ဒါဆိုသဘောပေါက်ပြီလားသဘောပေါက်ပြီနော်ခရစ်စမတ်ဆိုတာဖယားကိုယ်တိုင်ကနေပြီးတော့မှအပြစ်ရှိတဲ့လူကိုလာပြီးတော့ကဲ့တင်တာဖြစ်တယ်နော်ဖယားကလောကကိုကြွလာတဲ့အခါမှာသူ့ရဲ့နာမည်ကယေရှုလို့ခေါ်တယ်နော်ဒါကြောင့်ယေရှုဟာခရစ်ယာန်ဖယားမဟုတ်ဘူးကရင်ဖယားမဟုတ်ဘူးယေရှုဟာအပြစ်ရှိသောသူကိုလာပြီးတော့မှကဲ့တင်တဲ့လူသားတိုင်းရဲ့ဖယားဖြစ်တယ်နော်ဒါကြောင့်မို့ယေရှုဘယ်လိုလာခဲ့လဲတို့ကြည့်အောင်နော်နောက်ဆက်လိုက်လေးတစ်ခုလောက်နော်ကဲဒီမှာကြည့်မယ်ယေရှုလောကကိုကြွလာတယ်လူစားလေးကိုခံယူတယ်အသက်30ပြည့်တဲ့အခါမှာနော်33နှစ်မြောက်တဲ့အခါမှာကျွန်တော်တို့လူသားရဲ့အပြစ်ကိုသူကယူဆောင်သွားပြီးပြီလာယူမှာမဟုတ်ဘူးယူပြီးသွားပြီယူပြီးသွားပြီယူပြီးသွားပြီကဲအဲ့တော့ကျွန်တော်တို့ကယေရှုကိုယုံတယ်ဆိုရင်ကျွန်တော်တို့ရဲ့မွေးရပါအပြစ်ကကျွန်တော်တို့မှာမရှိတော့ဘူးမရှိတော့တဲ့အတွက်ကျွန်တော်တို့ငရဲကြစရာအကြောင်းလည်းမရှိတော့ဘူးဒါကြောင့်ယေရှုကိုယုံတယ်ဆိုတာဘာသာပြောင်းသွားတာမဟုတ်ဘူးယေရှုကိုယုံတယ်ဆိုတာအခြားသောဘာသာတစ်ခုကနေခရစ်ယာန်ဘာသာထဲကိုရောက်လာတာလည်းမဟုတ်ဘူးယေရှုကိုယုံတယ်ဆိုတာမွေးရပါအပြစ်ကြောင့်ငရဲသွားရမယ့်ဥစ္စာကမွေးရပါအပြစ်ကယေရှုဘောကိုရောက်သွားတာဒါဆိုကျွန်တော်တို့မှာရှိသေးလားဒါပေမဲ့ကျွန်တော်တို့ယုံမှကျွန်တော်တို့ဘက်မှာမရှိတာမယုံရင်တော့ကျွန်တော်တို့ဘက်မှာဖြစ်မှာပဲလေရှိမှာပဲဒါဆိုဘသူမဆိုယေရှုခရစ်တော်ကျွန်တော်တို့အပြစ်ကိုလာယူရတယ်ဆိုတာကိုယုံပါတယ်ဆိုရင်ယုံတဲ့အချိန်မှာကျွန်တော်တို့မှာမွေးရပါအပြစ်ရှိသေးလားဒါဆိုကျွန်တော်တို့ဘယ်အချိန်တည်ငရဲကြစရာအကြောင်းရှိသေးလားအဲ့ဒါပဲအဲ့ဒါကိုတည်င်းကောင်းလို့ခေါ်တယ်အဲ့ဒါကိုလူတိုင်းအတွက်ခရစ်စမတ်လို့ခေါ်တယ်အဲ့ဒါကိုလောကဝမ်းမြောက်ဖျားကြွလာလို့ခေါ်တယ်အဲ့ဒါကိုယေရှုခရစ်သည်အပြစ်ရှိသောသူကိုကယ်တင်ခြင်းကဤလောကသို့ကြွလာသည်ဟုသောစကားလို့ပြောတာဖြစ်တယ်နော်ဒါကြောင့်မို့ဒီနေ့ကဲကျွန်တော်တို့ရဲ့အပြစ်ကိုယူရတဲ့အခါမှာအစောနာကကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ခံရတဲ့ဆင်းရဲခြင်းကိုလည်းကြည့်နောက်စလိုက်လေးကြည့်မယ်နော်ကြည့်မယ်ကျွန်တော်တို့ဟုတ်ပြီအမှတွေ့လားနော်ကျွန်တော်တို့အစောနာကဒုစရိုက်ပြေးကြောင့်ခံရတဲ့ဆင်းရဲခြင်းကိုလည်းယေရှုကအဲ့ဒီဆင်းရဲခြင်းကိုမလုပ်သွားပြီလေခံသွားပြီသူ့မှာအပြစ်မရှိဘူးသူကဖယားဒါပေမဲ့လူရဲ့အပြစ်ကိုလာယူတဲ့အခါမှာလူရဲ့အပြစ်ကသူ့ပေါ်ရောက်သွားတဲ့အတွက်အဲ့ဒီအပြစ်ကြောင့်ခံရမယ့်ဆင်းရဲခြင်းကိုလည်းသူမလုပ်သွားပြီလေခံမှာမဟုတ်ဘူးနော်ခံပြီးသွားပြီနော်ခံပြီးသွားပြီအယံကောင်းမြတ်တဲ့ဖယားပါအဲ့ဒါကြောင့်မလို့ဒီအကြောင်းကိုကျွန်တော်တို့ကဒီလွတ်ချင်းကိုကျွန်တော်တို့ရပြီးတော့မပြောပြဘဲနဲ့မနေနိုင်လို့ကျွန်တော်တို့ကပြောခြင်းဖြစ်တယ်နော်အဲ့တော့အမြင်မမားဖို့နော်အနူးညွတ်တောင်းပန်တာဖြစ်တယ်ဘသူကမှခရိယံဘာသာထဲဝင်มาလို့ပြောနေတာလည်းမဟုတ်ဘူးနော်ဒီနေ့ကျွန်တော်ပြောနေတဲ့အကြောင်းအရာဒီခရိယံဘာသာအကြောင်းမဟုတ်ဘူးနော်ဘယ်ဘာသာအကြောင်းမှလည်းမဟုတ်ဘူးလူမှာမွေးရပါပြည့်ရှိတယ်မွေးရပါပြည့်ကြောင့်ငရဲကိုကြမှာဖြစ်တယ်အဲ့ဒီမွေးရပါပြည့်ကိုယေရှုလာယူသွားတယ်ဒါကြောင့်မို့ယေရှုကိုယုံရင်အဲ့ဒီမွေးရပါပြည့်မရှိတော့တဲ့အတွက်ထာဝရငရဲကနေလွတ်မြောက်သွားတယ်ဟုတ်ပြီနော်သဘောပေါက်လားကြားတယ်နော်အေးအဲ့ဒါပဲဒီနေ့ကျွန်တော်အဓိကပြောချင်တာအဲ့ဒါကဲနောက်ဆက်လိုက်လေးကြည့်အောင်နော်ဆင်းရဲခြင်းအတွက်သူဆင်းရဲခြင်းကိုခံတယ်ကဲနောက်ဆက်လိုက်လေးကြည့်မယ်ကဲကျွန်တော်တို့ရဲ့နာကျင်ခြင်းအတွက်လည်းသူဒီမှာနာကျင်ခြင်းကိုသူအကြီးအကျယ်ခံသွားတာကျွန်တော်တို့တွေ့ရတယ်ကဲနောက်ဆက်လိုက်လေးတစ်ခုကြည့်အောင်ကျေးဇူးပြုအမှန်နော်ကျ
ကျွန်တော်တို့ရဲ့ကြိမ်ချင်းတွေ့ကြတော့သူကကားတိုင်းပေါ်တက်တယ်နော်အခုနလည်းတေးတရုပ်ဖော်သွားပါတယ်ကားတိုင်းပေါ်တက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကြည့်အောင်နော်နောက်တစ်စလိုက်လေးနော်ကဲကျွန်တော်တို့ရဲ့ဖိုက်တာအမျက်တော်ပြေဖို့အတွက်ကသူလုံးဝအသွေးသွင်းပြီးတော့မှအသက်ဆွတ်နေကဲနောက်စလိုက်လေးကြည့်အောင်3ရက်တကြိုချင်းခံတာကိုကျွန်တော်တွေ့ရတယ်နော်အမှငရဲတကားကယေရှုခရစ်တော်အသက်ဆွတ်ပြီးတော့မှနောက်တစ်စလိုက်လေးကိုကြည့်ပေးပါဦးနော်တေခြင်းကရှင်ပြန်ထမြောက်တဲ့အခါမှာကျွန်တော်တို့ကငရဲတကားကလုံးဝကျွန်တော်တို့အတွက်ပိတ်သွားပြီယေရှုကိုယုံတဲ့ဘသူမဆိုသူ့အတွက်ငရဲတကားကဘာဖြစ်သွားပြီလဲပိတ်သွားပြီအမှကြည့်လုံးဝကြစရာအပေါက်ရှိသေးလားလောက်စရာဘသူကိုယုံဖို့ပဲလေယေရှုလှုပ်ပေးတာကိုယုံဖို့ယုံချင်တာကိုရှောက်ပြီးတော့ယုံနေဖို့လည်းမဟုတ်ဘူးသူများယုံလို့ကိုလိုက်ယုံတာမျိုးလည်းမဟုတ်ဘူးเนาะယေရှုလှုပ်ပေးတဲ့ဘာလဲနံပါတ်1မွေးရပါကိုယူရတယ်နံပါတ်2ဆင်းရဲခြင်းအတွက်ယေရှုဆင်းရဲခြင်းခံရတယ်နံပါတ်3ဒါနာကျင်ခြင်းအတွက်ယေရှုနာကျင်ခြင်းကိုခံရတယ်နံပါတ်4ကြိမ်ခြင်းအတွက်ယေရှုကားတိုင်းပေါ်တက်တယ်နောက်တစ်ခုကဖခင်ရဲ့အမျက်တော်အတွက်အသွေးသွန်းတယ်အသက်ဆွတယ်3ရက်ရတယ်3ရက်မြောက်တဲ့နေ့မှာတည်ခြင်းကရှင်ပြန်ထမြောက်တယ်ကျွန်တော်အဲ့ဒါကိုယုံရမှာယုံချင်တာကိုရှောက်ယုံမဟုတ်ဘူးအဲ့ဒါကိုယုံတဲ့လူတိုင်းဒီမွေးရပါအပြစ်မရှိတော့တဲ့အတွက်လုံးဝသူ့အတွက်ကဖယားနဲ့ဘာဖြစ်သွားပြီလဲအဆက်ရောက်သွားပြီကဲလူတစ်ယောက်ကဒီမှာတော့လူကြီးတယောက်နဲ့အဆက်ရတာတော့မှကျွန်တော်တို့ဘဝဘလောက်အဆင်ပြေလဲကျွန်တော်တို့သဘောပေါက်တယ်နော်အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖယားနဲ့အဆက်ပြန်ရသွားပြီဆိုရင်ဘာပူစရာလိုသေးလဲစဉ်းစားကြည့်နော်ဒါကြောင့်အင်မတန်မှအရေးကြီးတယ်နော်ကဲနောက်ဆက်လိုက်လေးကြည့်အောင်နော်နောက်ဆက်လိုက်လေးကခရစ်စမတ်ဆိုတာတဲ့အပြစ်သားကိုကယ်ဖို့ယေရှုကြွလာခြင်းနံပါတ်2ကယေရှုဘယ်လိုကယ်တင်လဲဆိုတော့ဗီဇအပြစ်ကိုယူပြီးတော့ဒုစရိုက်အပြစ်ရဲ့အဖိုးအခကိုခံပေးတယ်တေချာမှတ်ထားနော်နံပါတ်1ခရစ်စမတ်ဆိုတာဘာလဲအပြစ်သားကိုကယ်ရန်ဘယ်သူကြွလာတာလဲယေရှုကြွလာတာအမှန်နော်တွေ့လားနော်နံပါတ်1ဘေကွန်းကနော်ခရစ်စမတ်လာတယ်ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကအဲ့ဒီအပြစ်သားကိုကယ်ဖို့တဲ့ဘယ်သူလောကကြွလာတာလဲယေရှုလောကကိုကြွလာတာနံပါတ်2ယေရှုဘယ်လိုကယ်လဲအဲ့ဒီဗီဇအပြစ်ကိုယူပြီးတော့ဒုစရိုက်အပြစ်တွေအားလုံးကိုသူဘာလုပ်ရတာလဲခံသွားတာဟုတ်ပြီနော်ကဲအဲ့ကြောင့်မလို့ဒီနေ့ဒါအပိုင်း3နော်အပိုင်း3နော်ယေရှုမာလာကယ်ပြီးပြီလားကယ်ပြီးသွားပြီကျွန်တော်တို့ကယုံတယ်ဆိုတာနဲ့ကျွန်တော်တို့ကမွေးရပါအပြစ်ရှိသေးလားခံစားရမယ့်အရာတွေလည်းယေရှုဘာလုပ်ပြီလဲခံစားဝပြီးပြီအင်မတန်ကောင်းမြတ်တဲ့ဖခင်တယ်ဒါကျွန်တော်တို့ကလှုပ်ရှားပါတခုမလို့ယေကုတ်တော့လှုပ်ပေးပြီးသွားပြီကျွန်တော်တို့ဘက်ကသူလှုပ်ပေးတာကိုဘာလုပ်ဖို့ပဲလဲယုံဖို့ဘာလုပ်ဖို့ပဲလဲယုံချင်တာယုံဖို့မဟုတ်ဘူးနော်ပြောမယ်ဘာကိုယုံမလို့ဆိုတော့အပြစ်တရားမရှိတော့ဘူးဆိုတာယုံရမယ်ဆင်းရဲခြင်းအတွက်လည်းယေရှုဆင်းရဲခြင်းခံပြီးသွားပြီဆိုတာယုံရမယ်နာကျင်ခြင်းအတွက်လည်းယေရှုနာကျင်ခြင်းကိုခံပြီးသွားတာလည်းယုံရမယ်ကြိမ်ခြင်းအတွက်လည်းယေရှုကားတိုင်းပေါ်တက်တာကိုယုံရမယ်ဖယားမြတ်တော်အတွက်လည်းယေရှုအသွေးသွန်းတယ်အသက်ဆွနဲ့3ရက်တကြိုချင်းခံရတယ်ဖယားဖြစ်တဲ့အတွက်3ရက်မြောက်တဲ့နေ့မှာအေးခြင်းမှရှင်ပြန်မြောက်ဆိုတာကိုလည်းကျွန်တော်တို့ယုံဖို့လိုတယ်เนาะဒါကြောင့်မို့ဒေသနာ3မှာအစောနာကမေကွန်း2ခုကတော့ခရစ်စမတ်ဆိုတာဘာလဲဆိုပါတယ်လေအပြစ်သားကိုကယ်ဖို့ဘယ်သူကြွလာတာလဲဟုတ်ပြီအပြစ်သားကိုကယ်ဖို့ယေရှုကြွလာတာကိုကယုံရပြီเนาะကဲဘယ်လိုကယ်လဲအဝလာယူရလဲဗီဇအပြစ်ကိုယူတယ်ပြီးတော့ဘာအပြစ်တွေအတွက်သူခံသွားလဲဒုစရိုက်အပြစ်တွေအတွက်ကိုသူခံသွားတယ်ဟုတ်ပြီเนาะကဲအဲ့တော့အချိန်နာရီကိုတပါပတိလက်ထဲဆက်လက်အပ်တယ်အဖြေတော့အကောင်လွတ်ကျက်နေတော့မှာပဲဟုတ်ပြီနော်ဆိုတော့ဒုစရိုက်အပြစ်မကောင်းတာလုပ်တဲ့လူတွေကိုချစ်နိုင်လားခိုးစွန်းလူနိုင်တဲ့လူတယောက်တွေ့ချစ်နိုင်လားဒါပေမဲ့အိမ်မိသူမိဘရောချစ်လားမချစ်လားသူသားမိဘလောက်ဆိုသူချစ်လားမချစ်လားမိဘတော့ချစ်တယ်နော်ဒါပေမဲ့ပတ်ဝန်းကျင်လူကချစ်နိုင်လားကျွန်တော်လောကလူသားတွေအပြစ်မလုပ်တဲ့သူရှိလားဒါပေမဲ့အပြစ်မလုပ်ဘူးမရှိဘူးအကုန်အပြစ်လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ကိုချစ်တဲ့သူဘယ်သူရှိလဲမိဘဖြစ်တဲ့ဘယ်သူလဲယေရှုဖျားချစ်တယ်ဖျားတဲ့ကံကျွန်တော်အရန်ချစ်တယ်နော်ချစ်လွန်းလို့ဒီနေ့ခရစ်စမတ်ကိုသူလာလုပ်ပေးသွားတာကဲမေကိုမေးမယ်အားလုံးမေကိုတော်တော်ရွတ်နေတော့မှာပဲနော်ကဲဟုတ်ပြီမေကုံလေးကိုကျွန်မကနည်းနည်းဒီ
ကွက်တစ်ဘက်ကလူတွေနည်းနည်းဒီတစ်ခေါက်ဒီမေကွန်းလေးတစ်ခုနည်းနည်းဦးစားပေးမယ်နော်ကွက်တစ်ဘက်မှာလာတဲ့အဖွဲတွေနော်အဲ့ဒီတစ်ဆက်ဘက်မှာလာတဲ့အဖွဲတွေနည်းနည်းဦးစားပေးလိုက်မယ်နော်ဒီမေကွန်းတစ်ခုလေးကိုနော်ကဲဖြစ်ပေးပါ Christmas ဆိုတာဘာလဲတဲ့ကွက်တစ်ဘက်ကလူနဲ့အဲ့ဒီလက်ကလေးထောင်မယ်လက်ကလေးထောင်ပြီးတော့ဖြစ်မယ်လက်ကလေးထောင်မယ်ဘယ်သူဖြစ်မလို့ Christmas ဆိုတာဘာလဲတဲ့ဒီတစ်ဆက်ဘက်ကလူအော်မဖြည့်တယ်အော်ဟိုမှာဆရာရေးကြတယ်အော်မလက်ထောင်တယ်ဟုတ်ပြီ Christmas ဆိုတာဘာလဲဟုတ်ပါဘုရားသခင်မှာဟုတ်တယ်နည်းနည်းလေးဟုတ်တယ်နည်းနည်းလေးခုနဆရာပြောသွားတယ် Christmas အပြစ်သားကိုကယ်ဖို့ယေရှုကြွလာတယ်လက်ခေါက်တီးကြရအောင်ဟုတ်တယ် Christmas ဆိုတာဘာလဲလို့သူများမေးကိုဘယ်လိုဖြစ်မလဲအပြစ်သားတွေကိုကယ်ဖို့သခင်ယေရှုလောကကိုချွာလာတာအဲ့ဒါ Christmas ဟဲ့လို့ပြန်ပြောကြမယ်နော် Christmas ဆိုတာမွေးဟင်္ဂါမဟုတ်ဘူးနော်ဟုတ်ပြီနော် Christmas ဆိုတာဘာလဲ Christmas ဆိုတာအပြစ်သားတွေကိုဘယ်ကနေကယ်ဖို့လဲငရဲကနေကယ်ဖို့ဘယ်သူစင်ကြွလာလဲယေရှုလောကကိုစင်ကြွကျွန်တော်တို့လာရောက်ကယ်တင်တာအဲ့ဒါ Christmas လို့ပြောတယ်နောက်တစ်ခုဟုတ်ပြီအခုအားလုံးအတွက်ဖြစ်တယ်ဖြေလို့ရပါတယ်ဘယ်သူမဆိုဖြေလို့ရတယ်နော်လက်ကလေးသာမြင်မြင်ထောင်ပေးပါနော်ကဲနောက်တစ်ခုကဘာလဲဆိုဟုတ်ပြီဒီယေရှုခရစ်တော်ကဘလို့ကယ်တင်ခဲ့တယ်လဲတဲ့အိုးဟုတ်ပြီဘလို့ကယ်တင်ခဲ့လဲဟိုနေပြစ်ဒဏ်တွေကိုခံယူတယ်သူ့ရဲ့အသွေးအသားတွေနဲ့ပိတ်ဆက်တယ်အဲ့လိုမျိုးကြီးပိစားဖြစ်ကိုလည်းယူသွားတယ်သူ့ရဲ့တည်ခြင်းတရားကိုလည်းဒုစရိုက်အပြစ်တွေကိုလည်းခံယူသွားတယ်ဟုတ်တယ်နော်ဆရာဟုတ်လားဟုတ်ပါတယ်ဟုတ်တယ်လက်ခုပ်ကြရအောင်လက်ဆောင်လေးဟုတ်ပြီကဲဟုတ်ပြီကျေးဇူးတင်ပါတယ် Christmas အတိတ်ဘက်ကိုတည်သွားပြီနော်ကဲကျမတို့အခုချိန်မှာဦးရင်တို့မနော်သမီးတို့နော်ဦးရင်တို့ကလူငယ်တွေကနေပြီးတော့အကလေးအပြည့်တို့တင်ဆက်ပေးမှာဖြစ်ပါတယ် Christmas, we wish you a Merry Christmas. We wish you a Merry Christmas and a Happy New Year.
နော်အာရပါရကပေးသွားတယ်ကြည့်လို့ကောင်းရဲ့လားဟုတ်ကဲ့နော်အဲ့တော့ဒီအကကိုကြည့်တာထက်နော်ကျွန်တော်တို့ရဲ့ဝိညာဉ်မှာနော်ကျွန်တော်တို့တစ်ခုခုကိုရသွားဖို့ကတော့အမြဲတမ်းပဲအရေးကြီးတယ်နော်ကဲအဲ့တော့နောက်ဆုံးအပိုင်းလေးပဲနော်အပိုင်းနံပါတ်4အပိုင်း1 2 3သိသွားပြီနော်တကယ်ရောရသွားရဲ့လားတကယ်ရတယ်နော်ဟုတ်ပြီနော်ကဲအဲ့တော့အပိုင်းလေးလေးကိုကျွန်တော်တို့ကြည့်မယ်နော်ကဲဖတ်ကြည့်ရအောင်နော်ယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်ကဲတင်ခြင်းသို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဖရာသခင်တနာတော်မူရာဖြစ်သည်တဲ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ထာဝရငရဲကလွတ်ဖို့ကကျွန်တော်တို့ဘာမှလွတ်ဖို့မလိုဘူးယေရှုလွတ်ပေးတာတွေအားလုံးကိုကျွန်တော်တို့ယုံရင်ကျွန်တော်တို့ကငရဲကနေပါဖြစ်သွားပြီလေလွတ်သွားပြီအဲ့ဒါဖရာရဲ့ဂတိတော်ဖြစ်တယ်တမန်ကျမ်းစာကပြောထားတာဖြစ်တယ်နော်ကျွန်တော်တို့မှာအဲ့ဒီအာမခံကအပြည့်အဝရှိတယ်နော်ကဲနောက်စလိုက်လေးကိုကြည့်အောင်နော်စလိုက်တစ်ခုစီပဲကြည့်သွားတော့မယ်နော်ကဲစောနာကဟာလေးကိုပဲပြန်ကောက်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကတော့တကယ်လို့ယေရှုကိုမယုံဘူးဆိုရင်ကျွန်တော်တို့မှာမွေးရပါအပြစ်ကရှိတယ်အပြစ်မလုပ်လဲမွေးရပါအပြစ်ကရှိနေတဲ့အတွက်ကျွန်တော်တို့ရဲ့တမလွန်ကတော့လုံးဝစိတ်မချပါဘူးငရဲမှာပဲအန်းဆုံးမှာဖြစ်တယ်ကဲနောက်စလိုက်လေးကြည့်အောင်နော်နောက်တစ်စလိုက်လေးကတော့တကယ်လို့ကျွန်တော်တို့ကယေရှုလုပ်ပေးတဲ့အရာကိုကျွန်တော်တို့ကယုံကြည်လက်ခံတယ်ဆိုရင်ကျွန်တော်တို့အတွက်ရဲတကားပိတ်ပြီးတော့မှယေရှုနဲ့အတူဖရာသခင်နိုင်ငံတော်ကိုကျွန်တော်တို့ကစံစားရမှာဖြစ်တယ်နော်ကဲနောက်စလိုက်လေးတစ်ခုကြည့်အောင်နော်နောက်စလိုက်လေးတစ်ခုကနော်ကျွန်တော်တို့ကြည့်အောင်ဒီမှာနော်ကျွန်တော်တို့အပြစ်ကိုယေရှုယူသွားပြီတေချာကြည့်မယ်နော်တစ်ခုစီနော်ကျွန်တော်တို့အပြစ်ကိုယေရှုယူပြီးတဲ့နောက်မှာကျွန်တော်တို့ခံရမယ့်ဆင်းရဲခြင်းကိုလည်းသူခံသွားပြီးပြီပြီးတော့ကျွန်တော်တို့ခံရမယ့်နာကျင်ခြင်းကိုလည်းသူခံသွားပြီးပြီပြီးတော့ကျွန်တော်တို့ခံရမယ့်ကြိမ်ခြင်းကိုလည်းသူခံသွားပြီးပြီပြီးတော့မှကျွန်တော်တို့ရဲ့ဖရာအမျက်တော်အတွက်လည်းသူအားလုံးတကြိုခြင်းခံရတယ်ရောက်တဲ့တေခြင်းကမြောက်တယ်အခုကျွန်တော်တို့ယုံကြည်တဲ့နေ့ကစပြီးကျွန်တော်တို့ကယေရှုနဲ့ဆိုင်သွားပြီနော်ယေရှုနဲ့ဆိုင်သွားတာနဲ့အသက်တာကပြီးသေးဘူးနော်ကျွန်တော်တို့ရဲ့အသက်တာကိုဖခင်ကပြုပြင်ခြင်းခံဖို့လိုတယ်နော်ဒီနေ့ကျွန်တော်တို့ခရိယန်တော်တော်များများကယေရှုကိုယုံပြီးတဲ့အခါမှာယေရှုရဲ့ပြုပြင်ခြင်းကိုကြတော့မခံတော့ဘူးဒါကြောင့်မို့ခရိယန်ဖြစ်ပြီးတော့လည်းအရက်တောက်တာကျွန်တော်တို့မတွေ့ဘူးလားခရိယန်ဖြစ်ပြီးသူများကိုလိန်တာမတွေ့ဘူးလားခရိယန်ဖြစ်ပြီးတော့မှလောင်းကစားလုပ်တာတွေမတွေ့ဘူးလားနော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးနော်ယေရှုကိုယုံပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့နှလုံးသားကိုသူကဖန်ဆင်းထားတဲ့အတွက်ပြီးတော့အသေးပြုပြင်ထားမှာဖြစ်တယ်နော်သူပြုပြင်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့ကိုဒီကမ္ဘာလောကကြီးကိုဖျက်ဆီးပြီးတဲ့နေ့မှာကျွန်တော်တို့ကိုကောင်းကင်နိုင်ငံကိုသူကချီဆောင်သွားမယ်လို့ဖခင်ရဲ့နှုတ်ပတ်တော်ကဒီနေ့ကျွန်တော်တို့ကိုအတိအကျအခိုင်အမာပြောထားတာဖြစ်တယ်ကဲနောက်စလိုက်လေးကိုလည်းကျွန်တော်တို့ကြည့်ရအောင်နော်တစ်စလိုက်လေးနော်အရေးကြီးတယ်နောက်ထပ်စလိုက်လေးကကဲဒီမှာကြည့်မယ်လူ2ယောက်ယေရှုခရစ်တော်ကိုယုံတဲ့လူ1ယောက်နဲ့ယေရှုခရစ်တော်ကိုမယုံတဲ့လူ1ယောက်ပေါ့နော်ယေရှုကိုယုံမွေးအပါဖြစ်မရှိတော့တဲ့အတွက်ကျမ်းစာကပါရေးထားလဲဆိုလို့ရှိရင်ဟောသူသည်တဲ့နော်ဗါတဲ့လေအတက်သို့ပြင်ဆင်ထားသောနိုင်ငံတော်သို့အမွေခံရ၏တဲ့နော်ပြင်ဆင်ထားသောနိုင်ငံတော်သို့အမွေခံရ၏တဲ့နော်လက်ဝဲဘဲကလူတွေကတော့တဲ့နော်ထာဝရမီးအိုင်ထဲမှာသွားစို့တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီပုံလေးကိုတေချာကြည့်ပါကျွန်တော်တို့ဒီယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့မွေးရပါအပြစ်ကိုလာယူသွားတယ်ဆိုတာယုံရင်ကျွန်တော်တို့ကယေရှုရဲ့လက်ရဘဲကလူဖြစ်တယ်မယုံကြည်ဘူးဆိုရင်တော့ကျွန်တော်တို့ကယေရှုရဲ့လက်ဝဲဘဲကလူဖြစ်တယ်လက်ရဘဲကလူကတော့ဖခင်သခင်ပြင်ဆင်ပေးတဲ့ကောင်းကင်နိုင်ငံကိုကျွန်တော်တို့သွားရမှာဖြစ်တယ်လက်ဝဲဘဲကလူကတော့နာနဲ့အပေါင်းအပါတွေအတွက်ပြင်ဆင်ထားတဲ့ထာဝရငရဲမှာလမ်းဆုံးမှာဖြစ်တယ်เนาะကဲနောက်ဆက်လိုက်လေးကြည့်ရအောင်เนาะနောက်ဆက်လိုက်လေးကအင်တန်မှအရေးကြီးတယ်เนาะကဲအဲ့တော့ခရစ်စမတ်ဆိုတာလူသားတိုင်းထာဝရငရဲကလွတ်ဖို့အတွက်ယေရှုဖခင်ကလောကကိုကြွလာခြင်းဖြစ်တယ်ယေရှုကိုယုံကြည်သောသူတိုင်းထာဝရအသက်ရှင်ခြင်းကိုရမှာဖြစ်ပြီးတော့ညင်းပယ်တော်သူတိုင်းကတော့ထာဝရငရဲမှာလမ်းဆုံးမယ်ဆိုတာအဲ့ဒါခရစ်စမတ်ရဲ့အတိတ်ပဲเนาะကဲနောက်ဆက်လိုက်လေးတစ်ခုကျွန်တော်တို့ကြည့်ရအောင်เนาะနောက်ဆက်လိုက်လေးတစ်ခုက
ခရစ်စမတ်သာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘယ်သူမှငရဲကလွတ်เสียအကြောင်းမရှိဘူးခရစ်စမတ်ရှိပြီးတော့ညာလည်းပဲအဲ့ဒီခရစ်စမတ်ကိုကျွန်တော်တို့မယုံဘူးဆိုရင်လည်းပဲဒီငရဲကကျွန်တော်တို့လွတ်မှာမဟုတ်ဘူးเนาะကဲနောက်စလိုက်လေးတစ်ခုကြည့်အောင်เนาะနောက်စလိုက်လေးတစ်ခုကဲအဲ့ဒါကတော့မေးခွန်းပဲယေရှုခရစ်တော်မိမိအတွက်လှုပ်ပေးတာကိုယုံရင်တဲ့ဘာဖြစ်မှာလဲလေထာဝရငရဲကလွတ်မြောက်မှာနော်ယေရှုခရစ်တော်မိမိအတွက်လှုပ်ပေးတာကိုမယုံဘူးဆိုရင်တော့ဘာမှပဲလမ်းဆုံးမှာပဲလေဟုတ်ပြီအဲ့တော့ဒီနေ့လာပြီးတော့မှခရစ်စမတ်အဓိပ္ပာယ်နားထောင်ရတာအကျိုးရှိရလားတန်ရလားရေးကြည့်တယ်နော်ဒါအင်မတန်မှရေးကြည့်ရနော်ဒါကျွန်တော်တို့ကဘသူကိုမှဘာသာတို့သွင်းတာမဟုတ်ဘူးနော်ဘသူကိုမှအခြားသောစုံစမ်းတောက်ရှက်ခြင်းတွေနဲ့စုံစမ်းသွေးဆောင်တာလည်းမဟုတ်ဘူးနော်တမန်ကျမ်းစာကပြောတယ်လူမာအပြည့်နှမျိုးရှိတယ်မွေးရပါအပြည့်နဲ့ဒုစရိုက်အပြည့်မွေးရပါအပြည့်ကြောင့်လူဟာငရဲကိုကြတာဖြစ်တယ်ယေရှုလောကကိုကြွလာတာကမွေးရပါအပြည့်ကိုလာပြီးတော့ယူဆောင်သွားတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ခံရမယ့်ຢာတွေအလုံးကိုလည်းသူကခံပြီးသွားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဘက်ကလှုပ်ရှားတစ်ခုပဲရှိတယ်ယေရှုလှုပ်ပေးတာကိုဘာလုပ်ဖို့ပဲလို့လဲယုံဖို့ပဲလို့တယ်ဘာပဲလို့လဲယေရှုလှုပ်ပေးတာကိုယုံတာနဲ့ကျွန်တော်တို့ကဘာဖြစ်သွားပြီလဲဘယ်ကလွတ်သွားပြီလဲသိကြတယ်နော်ကျွန်တော်ပြောတာမဟုတ်ဘူးနော်ဘယ်သူပြောတာလဲဘယ်သူပြောတာလဲဒါဆိုကျွန်တော်တို့ဘက်ကလှုပ်ရှားဘာပဲလို့လဲယုံကြည်ဖို့ပဲဘာကိုယုံတာလဲယေရှုဘာကိုလှုပ်ပေးတာလဲမွေးရပါအဖြစ်ကိုဘာလုပ်သွားတာလဲယူရတယ်ကျမ်းစာကပြောတာဖြစ်တဲ့အတွက်တကယ်အမှန်တရားပဲတနေ့တာဖြစ်လာမှာပဲဒီနေ့မဖြစ်သေးတာကကျွန်တော်တို့ဒီသတင်းကိုမကြားသေးလို့ဒီနေ့အားတဲ့အခါမှာဒါကိုကျွန်တော်တို့လက်ခံဖို့အတွက်ဘုရားသခင်ကအခွင့်ကောင်းကိုပြင်ဆင်ပေးတာဖြစ်အဲ့တော့ကျွန်တော်တို့ဘက်ကလှုပ်ရှားတစ်ခုပဲရှိတယ်ဘာပဲလဲပြန်ပြောရအောင်ဘာပဲလဲအဲ့ဆိုနည်းနည်းမေးကြည့်အောင်ယုံရဲလားယုံရဲလားတေချာလားတေချာလားဒါအင်မတန်မှရေးကြည့်ရနော်ကိုယ့်ရဲ့ကိုယ်နဲ့ပဲဆိုင်တာနော်ကိုယ်နဲ့ဖျားနဲ့ဆိုင်တဲ့အရာနော်ကိုယ်နဲ့ဖျားနဲ့ဆိုင်တာသူများယုံလို့လိုက်ယုံတာမဖြစ်စေရဘူးနော်သိလားကိုယ်နဲ့ပဲဆိုင်တာသိလားနော်ကဲမင်းမယ်ယုံရဲလားကဲယုံရဲရင်လေနည်းနည်းလေးယုံရဲရင်နော်ယုံရဲလားအာကျေးဇူးတင်တယ်နော်အဲ့တော့ယုံရဲတဲ့လူတွေအတွက်ကတော့ဒီနေ့ထာဝရငရဲသူအတွက်မဟုတ်တော့ဘူးနော်မယုံသေးတဲ့လူကလည်းစဉ်းစားပါဒီဥစ္စာဒီဘဝတစ်ခုလုံးနဲ့ယခုဘဝနောင်ဘဝအတွက်ထာဝရသက်ဆိုင်သောအရာဖြစ်တယ်နော်ဒါကြောင့်ခရစ်စမတ်ဆိုတာအပြစ်ရှိသောသူကိုကယ်တင်ဖို့ယေရှုလောကကိုကြွလာခြင်းဖြစ်တယ်ပြန်ပြောမယ်ခရစ်စမတ်ဆိုတာယေရှုအပြစ်ရှိသောသူကိုကယ်ဖို့လောကကိုကြွလာခြင်းဖြစ်တယ်ပြန်ပြောမယ်ခရစ်စမတ်ဆိုတာယေရှုအပြစ်ရှိသောသူကိုကယ်ဖို့လောကကိုကြွလာခြင်းဖြစ်တယ်ပြန်ပြောမယ်ယေရှုလောကကိုကြွလာခြင်းလို့ခေါ်ပါတယ်အပြစ်ရှိသောသူကိုကယ်တင်ပေးဖို့လောကကိုကြွလာတာဟုတ်ပြီကဲဒီရှေ့လေးရောကဲခရစ်စမတ်ဆိုတာလောကကိုကယ်တင်ဖို့အပြစ်ရှိသောသူကိုကယ်တင်ဖို့ယေရှုကြွလာတာဟုတ်ပြီဟုတ်တယ်နော်ဟုတ်ပြီနော်ဒီဘက်ကလည်းမေးလိုက်အောင်မယ်နော်ကဲခရစ်စမတ်ဆိုတာအပြစ်ရှိသောသူကိုကယ်တင်ဖို့ရောက်လာတာပါကဲသမီးပြောကြအောင်ခရစ်စမတ်ဆိုတာယေရှုအပြစ်ရှိသောသူကိုကယ်တင်ဖို့လူလောကရောက်လာတာအပြစ်ရှိသောသမီးကိုနော်ကဲယေရှုအပြစ်ရှိသောသူကိုကယ်တင်ဖို့လောကကိုရောက်လာတာအပြစ်ရှိသောသူမှာသမီးပါလားပါဘူးလားပါတယ်အပြစ်ရှိသောသမီးကိုကယ်တင်ဖို့ပါဖြစ်တာလောကကိုရောက်လာတာဟုတ်တယ်အဲ့ဒါခရစ်စမတ်ပဲနော်ခရစ်စမတ်ဆိုတာအပြစ်ရှိသောကျမတို့ကဲ့တင်ဖို့ယေရှုလောကကိုကြွလာတာဖြစ်တယ်နော်ကဲဒီဘက်ထဲကသမီးချောလေးရောမေးလိုက်အောင်မယ်နော်ခရစ်စမတ်ဆိုတာဘာလဲယေရှုပြောတယ်ဟုတ်ပြီကဲသားပြောတတ်လားခရစ်စမတ်ဆိုတာပြည့်ရှိသောလူတို့ယေရှုကယ်တင်ဖို့ရောက်လာတာဟုတ်တယ်ကဲဒီကသားလေးရောပြောတတ်ပြီလားအပြစ်ရှိသောသူကယ်တင်ဖို့ယေရှုကြွဟုတ်တယ်ကဲဒီကသားလေးရောအပြစ်ရှိသောလူကိုကယ်တင်ဖို့ယေရှုကြွလာတာဟုတ်ပြီကျွန်တော်တို့ဘက်ကဘာလုပ်ဖို့ပဲလို့လဲကဲယုံရဲလား
ယုံရင်ယခုဘာရသွားပြီလဲကဲတင်ချင်းရပါပြီထာဝရကင်လွတ်မြောက်သွားပြီပြီးတော့ကျွန်တော်တို့ကအိမ်ကိုလာပြီးတော့ဆက်ပြီးစံစာတင်ပေးမှာဖြစ်တယ်နော်လက်ခံရလားဟုတ်တယ်ကဲအချိန်နာရီကိုတဘာပတိလက်ထက်ဆက်လက်အပ်ပေးပါရစေဟယ်လိုဟုတ်ပြီမေကွန်းနေမေးမယ်မမေးခင်မှာဘာလို့မျက်လုံးတော့မြင်အောင်လဲဆိုတော့ရေဘေးအကြီးကြီးဖြစ်သွားတာလေတောင်မှာနော်ဟာကျမပြန်သွားတဲ့ခါမှာသူတို့ပြောစကားအရန်ထိတ်လက်ဖို့ကောင်းတာပဲကိုရီးယားမသိတာဟာသူတို့ဘာပြောလဲဆိုတော့ရေတွေကရုတ်တရက်ဝုန်းဝုန်းဝုန်းတက်လာပြေးဖို့တော့မှမလုပ်လဲဟာပြေးမယ်လို့လုပ်တဲ့အချိန်မှာရင်စိုးလောက်ရောက်သွားပြီတချို့တက်ကြီးရိုးဆိုဘလို့မှမပြေးတက်ကြတော့ဘူးတဲ့အဲ့ဒီအချိန်မှာကယ်ဆယ်ရေးတို့တို့တအားလိုချင်တာလာကယ်ကောင်းပါပဲလာကယ်ကောင်းပါပဲဆက်လေကိုတို့အရန်မျောနေတာတဲ့အဲ့လိုအချိန်မှာတဲ့တချို့ကယ်ဆယ်ရေးဆက်လေလာတဲ့အခါမှာအရန်ဝမ်းသာပြီးအဲ့ဆက်လေပေါ်တို့တက်တဲ့အခါမှာနော်ဘာလို့လဲချောချောကျူဘဲကီလုံချုံစွာရောက်သွားကြတယ်ပြောတဲ့အခါမှာအော်ကယ်ဆယ်ရေးအရန်လိုတယ်ကဲဟုတ်ပြီကျွန်တော်လောကမှာရှိလူသားလေထုံနည်းလည်းကောင်းမယ်သိရင်မသွားမလဲလို့မေးလိုက်ရင်အားလုံးဘယ်လိုဖြေကြမလဲစဉ်းစားတယ်သိရင်ပဲသွားမလဲဘယ်သူမှအပေါ်မပြောရဲဘူးနော်ဒါပေမဲ့ဒီနေ့သတင်းကောင်းကတော့ Christmas သတင်းကောင်းကတော့ကျမတို့ရဲ့ဒီနေ့မွေးရပါအပြည့်ကြောင့်မလှုပ်ချင်လဲလှုပ်ချင်လဲလှုပ်နေရတဲ့ဒီအကုသိုလ်တွေထဲကနေမယုံထွက်နိုင်တဲ့ကျမတို့တွေကိုဘာဖြစ်လဲဒီနေ့ကဲတင်မဲ့ဘယ်သူရှိလဲယေရှုဖျားရှိတယ်ဆိုတဲ့သတင်းကောင်းကိုဒီနေ့ကြားရတယ်နော်ဒီနေ့ကြားရတဲ့အခါမှာဒီနေ့မိတ်ဆွေရွေးချယ်တာကတော့သင်ရဲ့တောင်းဝင်ပဲကျမတို့တောင်းဝင်မဟုတ်ကျမတို့ကပြောပြရမှာပြီးပြီကျမတို့ကပြီးပြီနော်ဒါပေမဲ့ရွေးချယ်မှုနဲ့သင်နဲ့ဖျားနဲ့ဆက်ပြီးသွားမှာသင်ရဲ့တောင်းဝင်ဖြစ်တယ်နော်ကဲအဲ့ဒါကြောင့်မို့မေကွန်းနေမေးပါမယ်မေကွန်းနေကအရန်လွယ်ပါတယ်ဟုတ်ပြီနော်ကျမကဒီတစ်ခါဟိုလေနည်းနည်းဖြည့်စစ်ချင်တယ်နော်အားလုံးဖြေဖို့စင်သစ်ဖြစ်ပြီလားစင်သစ်ဖြစ်ပြီနော်ကျမမျက်လုံးကနှလုံးနဲ့ဆိုတော့အားလုံးမမြင်နိုင်ဘူးမြင်တဲ့သူပဲကျမခေါ်လိုက်မယ်နော်ကဲမေးမယ်ဟုတ်ပြီမေးကွန်းယေရှုကိုယုံရင်ဘာဖြစ်သွားမှာလဲအော်ဟိုနောက်ကသားလေးထားလိုက်နော်မျက်လုံးဟိုဘက်ရောက်သွားလို့နော်ကဲယေရှုကိုယုံရင်ဘာဖြစ်မှာလဲတဲ့ထာဝရငရေလွတ်မြောက်မယ်လက်ခုပ်တီးကြရအောင်ရပြီလက်ဆောင်ပေးလိုက်အောင်ကဲဟုတ်ပြီနောက်မေးခွန်းလေးထပ်မေးမယ်ကျွန်မအောက်နဲ့ရောက်သွားပြီဆိုတာဟုတ်ပြီနောက်မေးခွန်းတစ်ခုကဘာလဲဆိုတော့တဲ့နော်လွယ်လွယ်လေးပါပဲမရှက်ပဲနဲ့ဖြေပေးကြပါတဲ့ဆိုတော့ယေရှုပြလာရောက်ကယ်တင်ခြင်းကိုကျွန်မမယုံကြည်လက်မခံဘူးဆိုဘာဖြစ်မလဲဒီသားလေးကလက်လေးဖြစ်တယ်ဟုတ်ပြီဘာဖြစ်သွားမလဲထာဝရငရေမှဆုံးသက်သွားမယ်ဟုတ်ပြီလက်ခုပ်တီးကြရအောင်ကဲဒီနေ့ခရစ်စမတ်ရဲ့အဓိပ္ပာယ်ကဒါကိုပဲပြောချင်တာပါเนาะဖခင်ကချစ်လွန်းလို့လာခဲ့တာเนาะလာခဲ့တာလဲသူ့မှာကောင်းကောင်းเนาะကျမတို့မြင်ရဲ့အတိုင်းပဲခုနကเนาะပြဆက်မှာเนาะအရိတ်နဲ့ချင်းနဲ့ခံရနှိပ်ဆက်ချင်းနဲ့ခံရတယ်ဖခင်ဖြစ်ပေမဲ့ဘုံစည်းစိမ်ကိုစွန့်ပြီးကျမတို့ကိုချစ်လွန်းလို့เนาะသူလာရောက်ကဲတင်သွားတယ်เนาะဆိုတော့ကျမတို့အနေနဲ့ကတော့ပေးဆက်ချက်တစ်ခုကတော့အော်ငါ့ကိုကဲတင်ပါလားဆိုတာကိုယုံကြည်ပေးလိုက်ယုံနဲ့ကျမတို့ကဘာလုပ်လဲကဲတခြင်းရတယ်ဒါကျမတို့ပြောတာမဟုတ်ဘူးနော်ဖျားရေးထားတဲ့ဒီနေ့တမန်ကျမ်းစာကပြောခြင်းဖြစ်ပါတယ်ကဲဟုတ်ပြီကျမတို့အခုချိန်မှာဥယျာဉ်တော်ကျေးရမှာရှိနေတဲ့ကလေးသူငယ်တွေကနေပြီးတော့ဒီနေ့ဒီမှာရှိတဲ့မိဘပြည်သူတို့ဖြောပြတင်ဆက်ပေးမှာဖြစ်ပါတယ်ကလေးငယ်တွေရှေ့ကိုလာခဲ့ပေးကြပါကလေးတွေလာအကားတိုက်ထားတဲ့ချင်းတွေလာကလေးတွေကောင်လာမယ်လာပြီးဟိုအခန်းလေးထဲမှာသွားမယ်ကလေးတွေအခန်းထဲမှာသွားလိုက်ရပါတယ်နော်ကဲလာကလေးတွေအားလုံးလာအကတိုက်ထားတဲ့ကလေးတွေစဝမကကလေးတွေကလာသားရလာစဝမကကလေးတွေကဲလာ
ဟုတ်ပြီကျမကြီးမတစ်တိလေတစ်တိ တစ်တိအခန်းကြီးတေအခန်းငယ်15ပြေရှုခွေသည်အပြည့်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတော်မူ၏ဒီမှာမိတ်ဆွေတခုတော့နေနဲ့တေးသေးသွားရင်တဲ့ဝင်ဘယ်နေရာသွားမလဲတိုင်းချင်းနဲ့ကင်းနဲ့တို့လူသားတွေတေးသေးသွားရင်တဲ့ဝင်လောင်နေရဲသွားရမယ်ဒီမှာမိတ်ဆွေတခုတော့နေနဲ့တေးသေးသွားရင်တဲ့ဝင်อยากตัวมเล่ไร้ที่นั่นเกินโดนตาเร่สีน้ำว่ายิ่งเตวินเราในแง่เร่ตัวยาเมคุณตอบยาตียันที่ด้วยว่าข้าได้แค่มาในวันสักที่ทางว่าบีเราก็ยกที่ละใครในการเย็นtình ngã toa nhìn tên quên người này ngang toa ya mẹ phiat thì tap thì ya mẹ mà mấy xuôi mẹ mẹ từ ta qua nhìn tên quên bên này ya qua lệ lại nhìn cái nè chôn ta về từ ta qua nhìn tên quên lao này để qua ya mấy siêu đó tạm biệt chú đã tập ya tí ya chỉ đuổi đuổi khăn hoa bi đã có dấu chỉ là khăn nhé đừng mà biết chỉ đâu là hoa khăn tiêu quên này ngàn toa ya mẹ ya ya tap thi ya mẹ ya tap thi ya mẹဝေးတဲ့ချင်းနဲ့ကောက်မယ်နော်ခဏလေးပြီးသေးသမီးတို့ခဏလေး one way တဲ့ချင်းနဲ့ကောက်
အခန်းထဲကိုကလေးအခန်းထဲဝင်သွားလိုက်ဒီအခန်းထဲမှာမဆရာမလက်ဆောင်ပေးဖို့တဲ့ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကလေးငယ်တွေမှာအရေးချင်းတွေအများကြီးရှိရနော်အရေးချင်းများများသွေးပေးရင်တို့ကထက်မြက်မဲ့ကလေးတွေလည်းဖြစ်တယ်ဆိုတော့ဟုတ်ပြီကျေးဇူးတင်တယ်ကျမတို့လည်းမျှော်လင့်ပါတယ်နောက်နှစ်မှာဥယျာဉ်တော်ကျေးရွာမှာပဲခရစ်စမတ်လုပ်ဖို့အတွက်ကျမတို့မျှော်လင့်ပါတယ်ဒီဘက်ကရှေ့ရက်မရက်ဖိုင်လည်းကူညီမယ်လို့လည်းထင်တယ်နော်ရွာသူရွာသားတွေလည်းအများကြီးပါဝင်မယ်လို့ကျမတို့မျှော်လင့်ပါတယ်ဒီနေ့ခရစ်စမတ်အတိတ်ပဲကလေးတော့တည်သွားပြီလို့ကျမတို့နော်ယုံကြည်ပါတယ်ကျမအခုချိန်မှာဆရာဆန်စီလုံးထံကနေပြီးတော့ဖျားရိပ်ကုံတော်ကိုချီးမွမ်းပေးမှာဖြစ်ပါတယ်Hello. Made a little cozy name. Chatting loud is all in your mouth. Though you need alone, need a lia. No, you'll watch your jade. Potato got ilo che. Something leave your jade che. Hello, John Jade. You nearly knew my issue creep one in Gaby. Do that with Jim Malone Post and the Gia. Sound ya, it a pony game. Tasilomia to your chica. Didn't we go joga lure for you see? Purely miane, purely miane. Purely miane, this so got you so jammy. Wait a little cozy day. Tell you, Lord, it's all in your mind. Don't you need love, need a lia? No, you'll watch your daddy. Potato got ilo che. Something leave your daddy che. Hello, John Daddy, you can lead him, you should creep one in Gaby. Luda ripped him Malone Post and the Gia. Sonia, it a pony game, Tasilomia, a 2 year chica. Didn't we go joga lure for you see? Don't leave your day, don't leave your day, don't leave your day. This so got you so just don't leave your day, don't leave your day, don't leave your day. This so got you so just me. Hello, Bob. How are you? How are you? ဆရာတို့ကျေးဇူးတင်ပါတယ်။ကဲသတင်းကောင်းလေးတစ်ခုပြောပြမယ်နော်။ကျမတို့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံကြားကိုဖြတ်သန်းသွားလာဖို့ဘာလို့လဲ။တ
တရားပေါ့နော်ဒီတရားအဖြစ်ဖြတ်တန်းသွားတဲ့အခါမှာထိုင်းနိုင်ငံမှာရှိနေတဲ့ကောင်းတဲ့အရာတွေအားလုံးမြန်မာနိုင်ငံတင်သွင်းလို့ရသလိုမြန်မာနိုင်ငံရှေ့ကုန်စည်တွေဘာလို့လဲထိုင်းနိုင်ငံတင်သွင်းချစ်ချစ်လှုပ်ပြီးတော့ဘာလို့တိုးတက်အောင်မြင်ထိုနည်း၎င်းပဲကျွန်တော်ဒီနေ့ဥယျာဉ်တော်ရွာနဲ့ဒီမှာရှိတဲ့အသင်းတော်ကိုကျွန်တော်တို့ကဘာလို့လဲပေါင်းစည်းဖို့ရန်အတွက်တရားကတော့ခရစ်တော်ဖြစ်တယ်နော်ခရစ်တော်ကကျွန်တော်ရဲ့ပေါင်းကူတရားဖြစ်တယ်ခရစ်တော်အပြင်ကျွန်တော်တို့ဘာလို့လဲအပြန်အလှန်နော်ကုသန်ချင်းအပြင်တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ကြွယ်ဝခြင်းတွေကိုဒီနေ့ဥယျာဉ်တော်ရွာကခံစားမှာဖြစ်ပါတယ်နော်ဥယျာဉ်တော်မှာတစ်ခါမှမကြုံဘူးတဲ့နော်အောင်မြင်မှုတွေနော်တစ်ခါမှမကြုံဘူးတဲ့နော်ပျော်ရွှင်မှုတွေနော်လှုပ်ဆောင်မှုတွေတိုင်းမှာဤနေ့ဖျားကောင်းကြီးပေးမှာဖြစ်တယ်ဤနေ့ကျွန်တော်ခရစ်တော်အပြင်ကျွန်တော်ပေါင်းကူတရားအပြင်ကျွန်တော်အချင်းချင်းမိတ္တာရဖွဲ့ရအောင်ကျွန်တော်တို့ဥယျာဉ်တော်ရမှာကျွန်တော်တို့ခုနအားလုံးလည်းတော်တော်များသိထားတယ်ကျွန်တော်တို့မှာဒီမြေကွက်လေးတစ်ကွက်ရှိတယ်အဲ့ဒီကွက်အဖြစ်ကျွန်တော်တို့ဘာလုပ်ပေးချင်တာလဲဆိုတော့ဒီဥယျာဉ်တော်ကျွေးရမှာရှိနေတဲ့နော်ဆရာတွေကိုပြောဆရာကျမတို့ဥယျာဉ်တော်ကျွေးရမှာလူငယ်လေးတွေအများကြီးရှိတယ်မတန်ဆွမ်းနေလည်းရှိတယ်အဲ့ဒါဖွံ့ဖြိုးရေးပိုင်းလေးလုပ်ပေးပါလားလို့ပြောတဲ့ခါမှာဆရာတွေဘက်ကတော့နော်သူတို့ဘက်ကကူညီပေးဖို့အဆင်သင့်ပဲနော်မတန်ဆွမ်းတွေအတွက်ဖွံ့ဖြိုးရေးအတွက်တော်လကောင်းလူငယ်တွေအတွက်လိုအပ်နေတဲ့ကွန်ပျူတာသင်တန်းလေးတွေကျမမိတ်ဆွေတွေရှိတယ်လာတင်ပေးပါအောင်သူတို့တခြားနေရာမှာသူတို့အခမဲ့တင်ပေးရလေကျွန်တော်ဥယျာဉ်တော်ရွာမှာလဲလာပြီးတော့လုပ်ပေးပါအောင်လို့ကူညီတောင်းတဲ့ခါမှာလာကူညီပေးမယ်နော် speaking ဘိုင်းနေမှာတော့လကောင်းအခုနတီးခတ်တဲ့အပိုင်းနေမှာတော့လကောင်းနော်ဖခင်ကအခွင့်ပေးရင်ဥယျာဉ်တော်ကျွေးရမှာရှိတဲ့ညီကောင်မောင်နှမသားရဲ့သမီးတွေနဲ့နော်မိသားစုတွေနဲ့ကျွန်တော်တို့ကဘာလုပ်လဲကျွန်မရင်းနှီးမှုတွေတိဆောက်ကြပြီးတော့ဘာလုပ်လဲအပြန်လည်ချစ်ချင်းမြတ်တာနဲ့ကဘာကြီးကိုကျွန်တော်တို့အလားဆင်ကြရအောင်နော်ဆိုတော့ဟုတ်ပြီကျွန်တော်အခုချိန်မှာကျွန်တော်ရဲ့အသိအုပ်ဆရာနော်နားလည်အောင်ပြောရင်ចောင်းထိုင်ဖုံးကြီးပေါ့နော်သူအနေနဲ့ရောက်ရှိလာတဲ့ဒီမှာရှင်မိဘတွေကိုကျေးဇူးတင်စကားပြောချင်ပါတယ်တဲ့ဆရာကိုအခွင့်ပေးပါတယ်ဆရာတော်နာမည်ကတော့ဆရာတော်ဟေလောလာဖြစ်ပါတယ်ဒီနေ့ဘုရားပြင်ဆင်ပေးတဲ့အရာအားလုံးတွေဘုရားကိုကျေးဇူးတင်တယ်လို့ဒီနေ့ဥယျာဉ်တော်မှာရှိတဲ့ဘုရားသားသမီးတွေနဲ့အတူတကွအမှန်တော့ကျွန်တော်တို့အစီအစဉ်ကတော့ကျွန်တော်တို့သွားမယ်ပြီးတော့အဲ့မှာရှိတဲ့ဘုရားသားသမီးတွေကိုသွားပြီးကင်ခရစ်တော်မွေးဖွားခြင်းနဲ့ဆိုင်တဲ့တရင်ကောင်းသွားပြောဖို့ပဲဒါပေမဲ့ကျွန်တော်တို့ဘက်မှာလည်းအမျိုးမျိုးအားနေခဲ့ပါတယ်အစာဥအဖြစ်တော်၎င်းကျွန်တော်တို့အချိန်ဆက်အဖြစ်တော်၎င်းအဘက်မှာဆုပ်ယုပ်ပါတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီမှာရှိတဲ့ဘုရားသားသမီးတွေအားလုံးကိုလည်းနူးညွတ်တောင်းပန်ပါတယ်လို့ပြီးတော့ကျွန်တော်အထူးသဖြင့်ဒီနေ့ကျွန်တော်တို့ရဲ့ဖိတ်ကြားခြင်းကိုအလေးနဲ့ထားပြီးတော့လာရောက်တဲ့မိဘအထူးသဖြင့်နော်ကျေးရွာမှာရှိတဲ့လူကြီးများအားလုံးတော်၎င်းမိဘများတော်၎င်းကလေးသူငယ်များအားလုံးတော်၎င်းပြီးတော့ဆရာတိုင်းမွန်းတင်းနဲ့ဆရာမအားမူနဲ့သူတို့အဖွဲ့ကိုဥဆောင်လက်ရှိသောအဖွဲ့အားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်လို့ဘာဖြစ်လဲဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်ကကျွန်တော်တို့ mission fee လို့ခေါ်တဲ့နော်သာသနာကွင်းတွေကြောက်ကြီးမှာနှစ်ခုရှိတယ်ဒါပေမဲ့ဒီနေရာနှစ်ခုလုံးကျွန်တော်တို့ပြန်လို့မရတော့ဘူးပြန်လို့မရတာဆိုတော့လည်းအခြေအနေအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်တယ်ဒါပေမဲ့အခုကျွန်တော်တို့အသင်းတော်ဆိုတာကဘုရားသခင်ရဲ့အသင်းတော်ဆိုတာကအမြဲတမ်းနော်ဧဝံဂေလိတရားကိုအမြဲတမ်းဝေငှရမယ်အသင်းတော်ဖြစ်တယ်အဲဒါကြောင့်မို့ကျွန်တော်ဆရာတိုင်းမွန်းကြီးနဲ့တိုင်ပင်တော့ဆရာလို့ကျွန်တော်တို့ဒီနီးနီးနားနားမှာအမြဲတမ်းသွားလို့ရတဲ့နေရာများရှိရင်ကျွန်တော်တို့နည်းနည်းလေးရှာကူပေးပါလားဘာဖြစ်လဲဆိုကျွန်တော်တို့အသင်းတော်မှာရှိတဲ့သာသနာကွင်းတစ်ခုကတော့ဘလို့မှပြန်လို့အဆင်မပြေဘူးအဲဒါဆရာတိုင်းမွန်းကြီးကအဲ့ဆိုရင်တဲ့ကျွန်တော်ရှာပေးမယ်ဆိုတော့သူဥယျာဉ်တော်နော်အဲ့မှာရှိတဲ့နေရာလေးကိုသူသွားပြီးကျွန်တော်တို့အဲ့ဒီနေရာတော့အနီးဆုံးပဲကျွန်တော်ဥယျာဉ်တော်ရွာကိုမရောက်ခဲ့ပေမဲ့ကျွန်တော်ကငားမြတာအယောင်ဝန္ဒနာပါဆိုဥယျာဉ်တော်ရွာကိုကျွန်တော်ကြော်ပြဲအမှ88ပါလေငါခဏသွားမြတယ်အားနဲ့ကျွန်တော်လည်းပထမအဆင်ပြေတယ်အဲ့ဒါဆိုဘာဖြစ်လဲအဲ့မှာကျွန်တော်တို့အဲ့မှာ
နေစဉ်နေကလေးကိုသွားတင်မဲ့ဆရာဆရာမတွေလိုမယ်အဲ့နဲ့ဆရာတိုင်းမွန်ကြီးကအဲ့ဆိုဆရာအမြန်စီစဉ်တော့ကျွန်တော်ဆရာဆရာမတွေကိုခေါ်လိုက်တော့မယ်ဟာဘာမှမစားသေးဘူးလို့ဘာမှမစားသေးဘူးဆိုတာစုထားတယ်ဒါပေမဲ့စုလို့ပိုက်ဆံငါပြည့်လူပြည့်ကဇီယာထတ်တဲ့အောင်အဲ့ကြောင့်ခုတည်းဘာမှမစားသေးအဲ့ကြောင့်အယုံဆုံးကျွန်တော်တို့နော်ယေရှုတင်စကားပြောလို့မပြီးခင်မှာဆရာဆရာမနေရောက်ကိုကျွန်တော်ဒီမှာရှိတဲ့လူကြီးများကိုတော့၎င်းဒီမှာရှိတဲ့ဥယျာဉ်တော်မှာရှိတဲ့တာတာမီမီများကိုဆရာဆရာမအသစ်နဲ့ရောက်ကိုမိတ်ဆက်ပေးခြင်းတယ်အဲ့ဒါတော့ဒီနေ့ကျွန်တော်တို့2025မှာအဲ့ဒီအစီအစဉ်ကျွန်တော်တို့စတင်အကောင့်ထဲပေါ်မယ်ကျွန်တော်များကြီးတော့မတက်နိုင်ဘူးခုနဆရာမအမှုပြောသလိုကတော့အားရှိစရာပဲဒါပေမဲ့ကျွန်တော်ဖြည်းဖြည်းစီတော့သွားမှာပါသူပြောတဲ့ပန်းတိုင်တိုင်းတော့ကျွန်တော်သွားမယ်အဲကြောင့်ဆရာမခွေဆက်ခုနဲ့သူရဲ့အမျိုးသားဒီမှာလည်းရှိပါတယ်သူတို့ခေါ်ပြီးတော့ဒီမှာဥယျာဉ်တော်မှာရှိတယ်ဒီမိဘများတော်၎င်းကလေးသူငယ်များတော်၎င်းမိတ်ဆက်ပေးခြင်းပါတယ်သူအမျိုးသားမပါအပြင်မှာသူတို့နှစ်ယောက်စလုံးမိတ်ဆက်ပေးခြင်းနဲ့နောက်ဆရာမအမှုလည်းဆရာတိုင်းမွန်ကြီးလည်းမကြသွားမယ်ကျွန်တော်တို့လည်းအားရအားတယ်လို့သွားမယ်ဒါပေမဲ့ဥယျာဉ်တော်မှာအမြဲတမ်းကလေးသူငယ်တွေကိုမြေတာအားဖြင့်တော်၎င်းလိန်ကြီးရည်မာခြင်းအားဖြင့်တော်၎င်းပြီးတော့လူလိမ္မာတွေဖြစ်ဖို့ရတော်၎င်းသူသွားပြီးတော့နော်ကလေးသူငယ်များကိုနော်ဘုရားသခင်ရဲ့အကြောင်းအထူးသဖြင့်လိမ္မာရေးချမ်းရှိအောင်သွားပြီးဒီဆရာမကနေပြီးတော့သွားပြီးတော့အမြဲတမ်းဆက်ကပ်မှာဖြစ်တယ်အဲ့ဒါလည်းကြည်ထားကြပါအောင်လို့ဆရာမတော့အပြုမဟုတ်ပါဘူးသူမှအိမ်အောင်ရှိတယ်သူအမျိုးသားလည်းရှိတယ်ပြီးတော့သူမှကလေး2ယောက်သမီး2ယောက်မိမိ1ယောက်သား2ယောက်အော်3ယောက်တော့ဖြစ်ပြီလားနော်သူကတော့ကညွတ်ကွင်းမှာနေတယ်ဒါပေမဲ့ဒါဆရာတိုင်းမွေးရဲ့တူမအရင်ပဲကျွန်တော်တို့ထိတ်ချမ်းစာကြောင်းပြီးတာစောတယ်ဒါပေမဲ့အခုကျွန်တော်တို့နဲ့အတူတကွာဒီဥယျာဉ်တော်မှာသူကဆက်ကပ်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့သူ့ကိုတွေ့ရင်လဲနော်ခေါ်ပါအောင်လို့သူကကျွန်တော်တို့ကြောက်ကြီးဘက်မှာလာတယ်ကျွန်တော်တို့ကြောက်ကြီးဘက်မှာလာတဲ့လူတွေကကရင်စကားပဲပြောတတ်တယ်ဗမာစကားကတော့နော်တဲ့တို့ပဲတဲ့ပဲနော်တခါလဲနော်စန်တဲ့တွေမမှန်လည်းမမှန်နိုင်ဘူးဒါပေမဲ့ပြဿနာမရှိပါဘူးအဓိကကတော့ကျွန်တော်တို့ဒီနေ့သခင်ခရစ်တော်ကလူတိုင်းကိုချစ်တယ်ဥယျာဉ်တော်ကိုလည်းချစ်တယ်လို့လူတိုင်းကိုလည်းချစ်တယ်အဲကြောင့်မို့ဆရာမကိုလည်းမိတ်ဆက်ပေးခြင်းပါတယ်သူကတော့နောက်နေ့ကတော့ကျွန်တော်တို့စာအုပ်ပြင်သူကတော့အမြဲတမ်းကလေးသူငယ်တွေကိုသွားပြီးတော့ဓမ္မဒါနနော်ဓမ္မနှုတ်ကပတ်တော်အနေနဲ့သွားပြီးသွန်သင်မှာသွားပြီးတော့သင်ကြားပေးမှာသွားပြီးတော့ဆက်ကပ်မှာဖြစ်တဲ့အတွက်ဆရာမကိုတွေ့လဲနည်းနည်းကူညီပေးကြပါအောင်လို့ဆိုတာနော်ပြောချင်ပါတယ်တိုင်းကြည့်ပါဆရာနော်ဒါတော့ဆရာမခွေဆက်ခုနော်သူမျိုးသားလဲခုနလာတာတွေ့တယ်ဆရာတိုင်းမွန်ဒီနဲ့ဆရာမအမှုတော်တော့သူတို့ကတော့အမြဲတမ်းသွားပြီးအားပေးမှာဖြစ်တယ်ဒီဆရာမတော့အသိဒါပေမဲ့သူကအမြဲတမ်းသွားနေမှာဖြစ်တယ်ပြီးတော့ခုနကျွန်တော်ပါပြောပြီးတော့ကြော်ညာဝင်တော့ကျွန်တော်ခုနပြောတာပဲမှာရောက်သွားပြီလေဟေးနော်အော်ဆိုတော့ဒီနေ့မေတ္တာပြပြီးတော့လာရောက်ကြတဲ့ဒီမှာရှိတဲ့လူကြီးလူကောင်းများတော်၎င်းမိဘနဲ့ကလေးသူငယ်များအားလုံးဒီနေ့ကျွန်တော်တို့ခရစ်စမတ်မှာကျွန်တော်တို့ကြီးပဲမဟုတ်ဘူးเนาะဒီခရစ်တော်အသင်းတော်မှာပါဝင်ဆက်ကလည်းရှိတဲ့เนาะယုံကြည်သူများကနေတို့ဥယျာဉ်တော်အသင်းတော်ခရစ်စမတ်လုပ်ပေးမယ်ဆိုကျမတို့လည်းပါဝင်မယ်ကျမတို့အိမ်တော်မိသားစုလည်းပါဝင်မယ်ဆိုပြီးတော့သူတို့နောက်ပိုင်းเนาะအလူငွေတွေပို့တယ်အလူငွေတွေစုတယ်အဲ့ဒါကြောင့်မို့ဒီနေ့လေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဆရာတိုင်းမို့သွန်သင်ပေးတာကိုကျွန်တော်ထင်တာကျွန်တော်တို့ရသင့်သလောက်တော့ရပါပြီမေ့သွားရင်လည်းသူတို့သွားပြီးအမှားအောင်ပြန်ပြောပြမှာပေါ့ဒီခရစ်စမတ်ဝတ်ပြုဝယ်ခြင်းပြီးမှာဒီအသင်းတော်မှာပြင်ဆင်ထားတဲ့ခရစ်စမတ်အစားအစာရှိပါတယ်လို့အဲ့ဒါတော့အလတ်စားဖို့မဟုတ်ပါဘူးလို့အများကြီးစားပြီးတော့ဝအောင်စားပြီးမှကျွန်တော်တို့เนาะအာရပါရစားဖို့ရန်ပြောချင်ပါတယ်နော်အာရပါရစားပြီးမှလို့ကျွန်တော်တို့
သွားခြင်းတဲ့နေရာကိုဆရာတိုင်းမို့တရားပြန်ပို့มาဖြစ်တယ်ဆိုတဲ့အရာလေးကိုလည်းကျွန်တော်ဒီညနေကြော်ညာပေးပါတယ်ပြီးတော့ဒီနေ့အစီအစဉ်ကိုဥဆောင်ပေးလဲရှိသောဆရာမအမှုတော်၎င်းရင်တော်မှာရှိသောတာတာမိများတော်၎င်းမိဘများတော်၎င်းပြီးတော့နှုတ်ကပတ်တော်ဝင်ငါပေးတယ်ဆရာတိုင်းမွန်ဒီနဲ့သူ့ကိုကူညီပေးတယ်ဆရာမအေးစန်ဒီပြီးတော့လာရောက်တိခတ်ပြီးတော့စကပေးလဲရှိသော Trinity မှာ Sunday School များတော်၎င်းပြီးတော့အပပမပါဝင်လဲရှိသောသူအားလုံးကိုကျွန်တော်အသင်းတော်ကိုစားအထူးပဲယေရှုတင်ရှိပါတယ်လို့နောက်ကျွန်တော်တို့ဒီထက်မကဘုရားသခင်ရဲ့မြတ်တာကိုနော်ကြားနိုင်ပြီးပြောနိုင်အောင်လဲဘုရားသခင်ပြင်ဆင်ပေးမယ်လို့လဲကျွန်တော်တို့ယုံကြည်ပါတယ်အဲဒါကြောင့်မို့နောက်တစ်နေ့ခရစ်စမတ်မှာလဲကျွန်တော်ကြမ်းမာနဲ့ပါဝင်ပြီးဒီထက်မကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုဝေမျှနိုင်သောအချိန်ပြပြင်ဆင်ပေးမယ်လဲကျွန်တော်ယုံကြည်ပါတယ်အားလုံးဒီနေ့ကြားရလာတဲ့လူတွေအားလုံးကိုဘုရားသခင်နဲ့အသင်းတော်ရဲ့ကိုစားကျွန်တော်ဒီနေ့အထူးပဲယေရှုတင်ရှိပါတယ်ရောက်စီတိုင်းပေါ်ဘုရားသခင်နဲ့ကြွယ်ဝသောကောင်းချီးမင်္ဂလာချပေးပါစေဆရာတော်ကိုထူးကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ကအရေးကြီးဆုံးမဖြစ်မနေအရာတစ်ခုရှိတယ်အဲ့ဒါကတော့ဘုရားသခင်စီမှာဆုတောင်းပေးဖို့ပဲရှိတယ်ဒီနေ့ဆရာတန်မွန်ကြီးကနေပြီးတော့ရောက်ရှိလာတဲ့ဒီမှာညီကိုမောင်မရောက်စီတိုင်းအတွက်အထူးဆုတောင်းပေးမှာဖြစ်ပါတယ်အရေးကြီးရနော်ကျွန်တော်တို့ခရစ်စမတ်မှာနော်ကျွန်တော်တို့အစောကပြောပြပြီနော်ဘုရားသခင်ကအနာရောဂါလည်းမလုပ်တာလဲငြိမ်းပေးတယ်ဆင်းရဲဒုက္ခတွေလည်းမဖြစ်တာလဲလွတ်ချင်းခွင့်ပေးတယ်နော်ကြိမ်ချင်းကလည်းမဖြစ်တာလဲလွတ်ချင်းခွင့်ပေးတယ်နော်ဒါကြောင့်မို့ဆုတောင်းပေးမှာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ရောက်လာတဲ့ညီကိုမောင်နှမတွေထဲမှာမနာမချမ်းတဲ့လူရှိလားပါလားယေရှုခရစ်တော်ကိုသင်တကယ်ယုံနေဆိုရင်ဆုတောင်းပေးမယ်သင်ယုံကြည်တဲ့အတိုင်းဒီနေ့သင်ရဲ့အနာရောဂါကငြိမ်းမှဖြစ်တယ်ဘာဖြစ်လဲဖယားဖြစ်တယ်ကျွန်တော်တို့ဖန်ဆင်းတဲ့ဖယားဖြစ်တယ်စစ်မှန်တဲ့ဖယားဖြစ်တယ်သူ့အကြောင်းကိုကျွန်တော်တို့ကအပလာလိုက်ပြောနေတာမဟုတ်ဘူးเนาะအဲ့ဒီသက်သေတွေကိုကျွန်တော်တို့ကရလို့ပြောချင်တာဖြစ်တယ်เนาะကဲဒါဆိုရင်လည်းအတူတကွလိုက်ပြီးတော့ဆုတောင်းပေးပါเนาะယေရှုဖယားကျွန်ုပ်တို့သည်မွေးရပါပြည့်ရှိကြောင်းဝန်ခံပါ၏ယနေ့ယေရှုသည်လွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကကျွန်ုပ်တို့ဤမွေးရပါပြည့်ကြောင်းငရဲကြမည်အရာကိုရွေးနှုတ်ကဲ့တင်သောကြောင့်ကျေးဇူးတင်ပါ၏ဤချိန်၌ကျွန်ုပ်တို့ဤနှလုံးတကားကိုယေရှုဖခင်အတွက်ဖွင့်ပေးပါ၏ယေရှုဖခင်ကျွန်ုပ်တို့ဤနှလုံးသားထဲမှာကိန်းဝတ်တော်မူပါကျွန်ုပ်တို့ဤအနာကိုငြိမ်းပေးတော်မူပါကျွန်ုပ်တို့ဤဆင်းရဲခြင်းကိုလွတ်ပေးတော်မူပါကျွန်ုပ်တို့ဤကြိမ်ချင်းကိုယခုလွတ်ပေးတော်မူပါကျွန်ုပ်တို့ပေါ်မှာရှိသောဖခင်အမျက်တော်ကိုယခုလွတ်ပေးတော်မူပါဟာလေလုယာယေရှုဖခင်ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတော်ကြောင့်ကျွန်ုပ်တို့သည်ငရဲမှလွတ်မြောက်တော်သူဖြစ်ပြီးချမ်းသာတော်သူဖြစ်ပြီးအနာငြိမ်းတော်သူဖြစ်ပြီးကြိမ်ချင်းမှလွတ်တော်သူဖြစ်ပြီးဖခင်အမျက်တော်မှလွတ်တော်သူဖြစ်ပြီးသခင်ယေရှုနာမ၌ကျေးဇူးတင်ပါ၏အာမင်အာမင်အာမင်ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမအနေနဲ့လည်းဥယျာဉ်တော်ကိုစားအသင်းတော်ကိုကျေးဇူးတင်စကားပြောပေးချင်ပါတယ်ကျမတို့လက်ခံဥယျာဉ်တော်ကျေးရွာမှာရှိတဲ့နော်ညီကိုမောင်နှမလက်ခံပေးတဲ့အသင်းဦးဆရာနဲ့တကွာအသင်းတော်မှာရှိတဲ့အသင်းလူချင်းနဲ့အသင်းသူအသင်းသားအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ကျမတို့ကိုနောက်တန်းကနေပြီးတော့ချက်ပြုတ်ကျွေးမွေးပြီးတော့နော်ကျမတို့ကိုချက်ပြုတ်ကျွေးမွေးပေးသွားတဲ့ဒီအခမ်းရေးအပိုင်းတွေမှာလှုပ်ဆောင်ပေးမယ်ညီကိုမောင်နှမများကိုလည်းဥယျာဉ်တော်ကိုစားကျမတို့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကျမအခုချိန်မှာအခမ်းတိုင်းအစားအစာကိုမစားခင်မှာဆီယာမ
ခုန Sunday School ဆရာမပေါ့နော်သူဆရာမခွီဆက်ခုကနေပြီးတော့အစားအသောက်တွေဂျေဇုတော်ကိုချီးမွမ်းပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်မအတူတူကမှတက်ထားပြီးတော့ Merry Christmas ဆိုတဲ့သချင်းကိုဆိုပြီးတာနဲ့ကျွန်မတို့ဒီစားသောက်ခန်းထဲကိုကျွန်မအတူတူကဝင်သွားရအောင်နော်ဆုတောင်းအစားအသောက်တွေဆုတောင်းပေးဖို့ရန်ဆရာမကိုဖိတ်ခေါ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်နှင့်မြေကြီးကိုပိုက်တောက်ဆိုတော်မူပြီးတာသမီရောက်စီတိုင်းကိုတစ်ဖက်သက်မြတ်တာနှင့်ချစ်တော်မူသောကိုရောရှင်ဖာကိုရောဤကျေးဇူးတော်ကြောင့်တာသမီတို့သည်ဤခဲရေးဆုပ်ယုပ်သောကာလမှကိုရောရှင်တာသမီတို့နှင့်အတူဤဝိပုချင်းအစီအစဉ်အစလည်းဆုံးကိုရောရှင်ပါရှိသည့်အတွက်ကိုရောကိုကျေးဇူးတင်ပါ၏ထိုထက်မကဤသင်းတော်မှာပြည့်စုံလျက်ရှိသောအစားစာများကိုကိုရောရှင်ထံတောင်းလျှောက်လိုပါ၏ဤစားစာများကိုပြင်ဆင်ပေးလျက်ရှိသောကိုရောဤသားသမီးများနှင့်အတူပါရှိတော်မူပါသူတို့ဤကုန်ခဲ့သောငွေကြေးများအအားများအလုံးကိုကိုရောရှိထပ်လောင်းသွပေးတနာတော်မူပါထိုနည်းတူစွာစားသုံးလျက်ရှိသောကိုရောဤသားသမီးရောက်စီတိုင်းပေါ်မှာပေးဥပမဖြစ်စေဘဲကျမသောအခွင့်ကိုရောရှင်ပေးပါထိုနည်းတူစွာကိုရောရှင်ထံမှလိုအပ်သောဆုကျေးဇူးများကိုလည်းကိုရောရှိထပ်မှပြီးတော့သုံးလောင်းပေးတနာတော်မူပါအစားတောင်းများဝါလေးစွာမစားတောင်းရသောကိုရောရှိသားသမီးအများပြားလည်းရှိပါ၏ထို့သူတို့အတွက်ကိုရောရှိပြည့်စုံပေးပါဤစားစာများကိုဆက်ကဆွတောင်းသောအခါမှာတပါးသောသားတော်ကိုရောဤတပါးသောသားတော်သခင်ယေရှုခရစ်တော်ရဲ့အမိကိုနာမပြု၍တော်ယူသည်စွာဆွတောင်းဆက်ကတနာခံပါ၏အိုဖာအာမင်အားလုံးမတက်ရပြီးတော့ Merry Christmas ဆိုတဲ့ခြင်းနဲ့ဆိုရအောင်နော် Merry Christmas to you Merry Christmas to you Merry Christmas to you all Merry Christmas to you ကျွန်တော်အချင်းချင်းနှုတ်ဆက်ရအောင်နော် May God bless you bless you always အချင်းချင်းနှုတ်ဆက်ရအောင် bless you always May God bless you forever May God bless you always Merry Christmas to you all အားလုံးဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်အားလုံးအတွက်ခမဆောင်ထဲမှာအစာအာဟာရပြင်ဆင်ပေးထားပါတယ်လို့အကုန်လုံးစားသုံးပြီးမှကျွန်တော်တို့မိမိတို့နေတဲ့အရက်ကိုပြန်ဖို့ရန်ဖြစ်ပါတယ်လို့အားလုံးအတူတကွပြင်ဆင်ပေးတဲ့အစာအာဟာရများကိုသုံးဆောင်ပြီးတော့မှမိမိတို့နေရက်အသီးသီးတို့ပြန်ဖို့ရန်အတွက်ကျွန်တော်ဒီနေရာနေငယ်ပြောချလိုပါတယ်